ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ Ghost Story Channel ကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့အောက်လန်းဘိုးထင်ဘဝအစအခန်း1ဘဝဘာကုန်းနဲ့စပြီးဝါလုံးနဲ့ဆုံးသောနှလုံးထဲသောဗမာစကလုံးနှလုံးကံကိုအစပြုလို့ဘဝဆိုတာဖြစ်တည်လာပြီးဘဝကြောင့်ပဲဇာတိဆိုတဲ့မွေးဖွားခြင်းကိုရောက်ရှိကြပါလိမ့်မွေးဖွားစားကလေးတယောက်ရဲ့ဥဝဲဆိုတဲ့ငိုတန်ကလင်းချက်တွန်ကန်ဒီအချိန်ခန့်မှာမောင်မိုက်နေတဲ့ပတ်ဝန်းကျင်ရှိအိမ်လေးတစ်လုံးစီကအစပြုလို့ဝင်းကျင်တစ်ခုလုံးကိုပြန်ကျဲလွင့်စင်သွားပါတော့တယ်မောင်ကောင်းကလေးမွေးပြီးယောက်ျားလေးဟဲ့အားရဝမ်းသားဖြင့်အော်ပြောလို့မဆုံးသေးမြခင်အရက်လက်တဲ့တော်ငယ်လေးရဲ့လန်တကြားအော်တန်ကြားမှာဦးကောင်းရဲ့ခြေလမ်းတွေတုံဆိုင်သွားခဲ့ရပါလိမ့်အရှိမြခင်ဘာဖြစ်လို့လဲဗျာပြန်ပြေးတယ်မပြူချင်းကြောင့်အခန်းထဲသို့ဦးကောင်းလှမ်းဝင်လိုက်တဲ့အချိန်မှာတွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်ဦးကောင်းလိုအသားညွညွယောက်ျားရင့်မာကြီးရဲ့မျက်လုံးမှာမျက်ရည်တွေရေဝဲရတဲ့အထိပါပဲအကြောင်းကတော့ငြိမ်သက်စွာရှိနေသောမြခင်ကြောင့်ဖြစ်တော်တယ်မြခင်သည်အသက်ရှူခြင်းကင်းမဲ့စွာလဲလျောင်းနေပါတော့သည်ထိုအချိန်တွင်သူမ၏ဘေးတွင်ရှိနေသောလူမမယ်ကလေးရဲ့ငိုတန်ကငြိမ်သက်နေသောပတ်ဝန်းကျင်ကိုဖောက်ထွက်သွားပါလိမ့်တော့တယ်နောင်တွင်ခေါ်မိထိုကလေးငယ်ရဲ့အမိကအောက်လန်းဘိုးထင်အခန်းနှစ်အသက်12နှစ်ကျော်ကလေးမောင်ဘိုးထင်ဟာလွယ်တလုံးကိုလွယ်ပြီးတော့အိမ်ရှိမှထွက်ဟန်ပြင်လိုက်သည်ထိုအခါအိမ်ရှိကိုယ့်ပြက်မှာထိုင်နေတဲ့ဖခင်ဖြစ်သူဦးကောင်းမှဇကားတန်တချို့ထွက်လာလေဂျိုးကောင်ဘိုးထင်ပြားပြီကျွန်တော်ဘာလုပ်ပေးရမလဲမင်းကဘိုးထင်လို့ဘာလို့ပေးတာလဲသိလားသိပါတယ်သိရင်ပြောစမ်းကွာဘိုးဆိုတဲ့စကလုံးရအသက်ကြီးနေပြီမြန်မြန်သေးမယ်ထင်လို့ပေးထားတာပါအေးဟုတ်တယ်မင်းတို့သာမမွေးငါမိမမသေးဘူးကွာကျွန်တော်နဲ့ဆိုင်လို့လားဖေဟာမင်းတို့သာငါမိမမမွေးခင်သေမလားအဲ့ဆိုလေကျွန်တော်လွတ်ပြလိုက်ပေါ့အေးမင်းတို့ငါအဲ့ဒီလိုလှုပ်ချင်နေတာငါညမဆန်းဝေရတာမင်းတို့နှုတ်တိုက်ပြီးမွေးထားတာဟုတ်ပါပြီဗျာကျွန်တော်ငတ်သွားပြင်းနဲ့ကြွက်ကပ်ပြီးထားအောင်မှာမိုးချုပ်ဦးမယ်သိလားအေးမိုးချုပ်တာချုပ်လို့ရတယ်ပြန်မလာလေးရတယ်ဒါပေမဲ့အချိန်ုံသိတယ်နော်မင်းတလုံးလာပို့ရမယ်အချိန်အင်းပါဗျာမောင်ဘိုးရင်ကိုတော်ဖြစ်သူမဆန်းဝေမှာငယ်စဉ်ကလေးကကျွေးမွေးပြုစုထားပြီလေဖခင်ဖြစ်သူဦးကောင်းကလည်းသူ့အာဂရုမဆိုင်ရှိသည်ဟုပင်မထင်ပေအတော်ဖြစ်သူကသူ့အသက်၈နှစ်ရွယ်မှာဆုံးပါသွားပြန်တယ်အဲဒီကအတော်ဖြစ်သူရဲ့ယောက်ျားကမောင်ဘိုးတွေကိုနှင်ချလိုက်တာကြောင့်ဖခင်ဖြစ်သူရဲ့အိမ်ထံပြန်ရောက်လာခြင်းပဲမောင်ဘိုးတွေကကြွက်ထောင်ငှက်ပြစ်ငါးဖမ်းခြင်းအလုပ်တွေကိုလုပ်ရင်းဦးကောင်းတို့အရက်တလုံးပုံမှန်ဝယ်ပေးရသလိုစားဝတ်နေရေးအတွက်ပတ်စံရှာသေးသည်လယ်နိုင်ကပိုင်ဆိုင်ထားပေမဲ့အဖေဖြစ်သူကလယ်မလုပ်၍တီးစားချထားတာကြောင့်ဝမ်းစာစပားအတွက်မပူရလို့တော်သေးယခုလဲမောင်ဘိုးတင်တောသို့သွားကြပြီဖြစ်မောင်ဘိုးတင်နေသောတစ်စိမ်ရွာကလေးဟာတော်ရန်ကြသောဒေသဖြစ်လေတယ်ရွာဝင်အတန်လှမ်းသောနေရာမှာတင်းချိုင်းကုန်းရှိပြီးအုတ်ကူအဟောင်းများကဆေးရောင်မရှိလူသွားလမ်းဘေးမှာကပ်လျက်ရှိတင်းချိုင်းကုန်းအမည်နဲ့လိုက်အောင်ရွာဤတင်းချိုင်းကုန်းသည်ကုန်းလေးပေါ်မှာရှိနေပြီးတစ်ပင်ကြီးတစ်ပင်ငယ်နှင့်ခြုံရွယ်ပိတ်ပေါင်းတို့ကထူလာသည်လူတယောက်တင်းသာလူတယောက်မြုပ်နိုင်သောနေရာလောက်ကိုရှင်းလင်းပြီးမြေတူးကြတယ်ဒါကြောင့်တင်းချိုင်းကုန်းကတောဖြစ်နေလေတယ်အခုမောင်ဘိုးတင်အဲ့ဒီတင်းချိုင်းရဲ့အနောက်ဘက်မှာရှိတဲ့ခြုံထဲကိုကြွတ်ထောင်ရင်းနဲ့တင်းချိုင်းထဲဝင်၍ငှက်ပစ်နေလေတယ်ငှက်များမလာတဲ့အခါမှာမောင်ဘိုးတင်ကတင်းချိုင်းထဲမှာရှိတဲ့အုတ်ကူပေါ်မှာအိတ်နေလေတော့တယ်အဲ့ဒီချိန်မှာသူအိတ်နေတဲ့အုတ်ကူဘေးမှာရှိတဲ့လဲလန်းပေါ်မှာလူငယ်တတိုက်စကားတပြောပြောနဲ့လမ်းလျှောက်လာကြလေတယ်အဲ့ဒီလူငယ်ထဲမှာမြင်နိုင်ဆိုသောလူငယ်လေးကမောင်ဘိုးတင်ထောင်ထားတဲ့ကြွက်ကပ်ပြီးများကိုခိုးဖော်တယ်ကိုမောင်ဘိုးတင်ထင်နေမိလေတယ်လူငယ်များကလည်းမောင်ဘိုးတင်ရဲ့တတ်တူရွယ်သူများပါကြသလိုနှစ်နှစ်များကြီးသူများလည်းပါလေတယ်တချို့လူငယ်များရဲ့ပခုံးမှာတော့လွယ်အိမ်များကိုလွယ်ထားသလိုတချို့လူငယ်များရဲ့ပခုံးမှာတော့ပစိုးများကိုလိမ်ပြီးလွယ်အိတ်တံပြုတ်လောက်ကလွယ်ထားကြလေတယ်အဲ့ဒီလူငယ်များဟာမောင်ဘိုးတင်ကိုရှီမန်းမသိပဲစကားပြောလာကြတယ်မြင်နိုင်မင်းဟိုဘက်နေရကြတဲ့ကြွက်ကြီးအကြီးပဲနော်ဟုတ်တယ်လေငါကိုစိုးကြီးရက်ဆိုင်ကိုသွင်းလိုက်တာမင်းဘယ်လိုလုပ်ပြီးရတာလဲကွာဟိုကောင်ပေတူးပြောတော့မင်းဘိုးတင်ကပ်ပြီးခိုးပေါ်လာတာဆိုအဲ့ကောင်ပေတူးလည်းတကောင်ယူလဲလေကွာဘိုးတင်အစိုးကြီးထားပြီးသွားဖြုတ်တာပါမင်းကဘယ်ချိန်မှသွားပြီးတော့ဖော်လိုက်တာလဲဟာအဲ့ကောင်ဝေလင်းမှသွားတာငါအုံမောက်ခောက်တာနဲ့သွားဖော်လိုက်တာလေသူသွားဖော်တော့ငါအိမ်ပြန်လို့ပြန်တော့အိမ်နေဟာပိုင်မကွာမြင်နိုင်လေကွာမပိုင်ချင်းတော်မရတာမင်းတို့သိရမလား
လူငယ်လေးများကစကားတပြောပြောနဲ့တင်းချိုင်းကိုကြော်သွားချိန်မှာမောင်ဘိုးထင်အုတ်ကူဘေးမှာထားလိုက်ပြီးမြင့်နိုင်လူရုပ်မှာကြွတခိုးမင်းနဲ့ငါနဲ့တွေ့ပြီပေါ့ကွာမောင်မိုးတင်ကစိတ်ဆိုးဒေါသထွက်ကအုတ်ကူကြီးဟာလောက်လေးกว่าတင်နဲ့ထုလိုက်ပါတော့သည်အခန်း3မောင်မိုးတင်ကအဖေဖြစ်သူအတွက်ဦးစိုးကြီးဘုံဆိုင်မှမီးတော့ရက်တလုံးသွားဝယ်နေလေတယ်ရလာတဲ့ငှက်တချို့ဦးစိုးကြီးကအရက်ဖိုးနဲ့ခြေခိုင်းလိုက်လေတယ်ဦးစိုးကြီးကအရက်ချိန်ပေးနေရင်မောင်မိုးတင်ကိုကြည့်ကဘိုးတင်မင်းပလင်းနေပြန်ယူရအောင်3လုံးရှိနေပြီနော်အင်းပါဗျယူခဲ့ပါမယ်အခုကတောထဲကနေတန်းလာတာမဟုတ်ပါမင်းအခုလော်ကြွက်မရဘူးလားမြင်နိုင်တဲ့ပေတူးတော့ကြွက်တွေငါးစီလာလာရောင်းနေအဲ့ကောင်တွေဘယ်နားထောင်နေလဲမသိဘူးမင်းစုံစမ်းပါလားနေရာသိအောင်စုံစမ်းကြမလို့ပါဘူးဗျာဒီကောင်တွေဘယ်ကရလဲဆိုတော့ကျုပ်သိသိတာပေါ့အေးသိရင်လည်းပြီးရောကြွက်ကထေးချိန်နီးလာလို့ဈေးကောင်းရနေပြီငါးကောင်ရစိတ်ချပါဗျာကျုပ်လာပို့ပါမယ်မောင်မိုးတင်ကတောရပလင်းကိုလက်ကဆွဲပြီးတဲ့နောက်အိမ်ကိုပြန်လာလေတော့တယ်အိမ်ဝိုင်းထဲကိုဝင်လိုက်တာနဲ့ဦးကောင်းရဲ့ပြစ်တင်ပြောဆိုတဲ့ကပါလာပြီအိမ်ဝိုင်းထဲကိုဝင်လိုက်တာနဲ့ဦးကောင်းရဲ့ပြစ်တင်ပြောဆိုတဲ့ကပေါ်လာပြီဖြစ်တော့တယ်ဂျိုးကောင်နောက်ကျလိုက်တာကွာမင်းရမင်းဘယ်တိုင်းသေးသေးငါဂီးမဆိုင်ဘူးငါအရက်လေးတော့အချိန်မှလာပူစမ်းပါကွာကြားလိုက်ကောင်ကျွန်တော်လည်းမြင်မြန်လာတာပဲဗျာမင်းမြင်မြန်လာရင်ဒီလောက်နောက်ကြမလားမိုးတောင်ချုပ်တော့ပေးတဲ့အရက်ငါကောင်နေအမဲဖော်လို့အမဲသားရင်လာပို့တာတယ်တွားယူစမ်းသွားမောင်ဘိုးတင်သည်မြည်သောစကားမှပြန်မပြောတော့ပဲဖခင်ဖြစ်သူအရှိတို့အရက်ပလင်းကိုချပေးလိုက်ပြီးအိမ်မော်ကိုတက်သွားကမိဖို့ကြောင့်မှပကံလုံးတစ်လုံးနဲ့ထဲထားသောအမဲသားဟင်းများကိုပကံတစ်ချက်တည်းကော်ထည့်ပြီးတော့တွားပို့လိုက်လေတော့တယ်အိမ်တော်ဖခင်ဖြစ်သူရဲ့အရှိမှရက်လိုက်ပြီးအဖေကျွန်တော်ညအိမ်ပြန်မိတ်ဘူးကြွက်ဖော်ဖို့သွားဆောင်အိမ်မလို့သွားမောင်ဘိုးတင်ကအိမ်ပေါ်မှာရေနံစီမီးခွက်နဲ့တက်သားမီးချစ်ကိုယူလိုက်တယ်အိမ်တော်မှန်မီးအိမ်လေးတဲကိုရေနံစီမီးခွက်ကိုထည့်လိုက်ပြီးလက်မှဆွဲကမီးဖိုချောင်းထဲကိုဝင်လိုက်တယ်အိမ်တော်မှန်အိမ်ကိုခဏဘေးကိုချထားလိုက်ပြီးတော့စစ်သုံးဟန်းကောဂျိုင်ထဲကိုထမင်းနဲ့အမဲသားဟင်းများကိုရောထည့်လိုက်ပြီးအဲ့ဒီဂျိုင်လေးကိုလွယ်အိတ်ထဲထည့်ပြီးတော့မီးအိမ်ကိုကောက်ကင်ကအိမ်ပြင်ကိုထွက်သွားပါတော့တယ်မောင်ဘိုးတင်ကထောင်ထားတဲ့ကပ်ပြီးများကိုတေချာစစ်ဆေးလိုက်ပြီးတဲ့နောက်အပင်ပင်အောက်မှာဝင်ပြီးအိတ်လိုက်လေတယ်ဘိုက်ကလည်းမစားသေးတာကြောင့်ထမင်းမစားသေးပြီမိုးကဆွတ်ချုပ်နေပြီဖြစ်တော့တယ်ရာသီဥတုရဲ့အပူချိန်ကြောင့်အိုက်ဆက်နေလေရာအတော်ပင်စိတ်ပြတ်နေမိလေတယ်လေကလည်းမတိုက်ခြုံထဲမှာလည်းဖြစ်နေတာကြောင့်လေမတိုက်သည်လည်းဖြစ်နိုင်သည်ထို့နောက်မောင်ဘိုးတင်ကမီးအိမ်ကိုကောက်ယူလိုက်ပြီးထမင်းရိုက်ထည့်ထားတဲ့လွယ်လေးကိုလွယ်လို့တင်းချိုင်းကုန်းဘက်ကိုထွက်သွားလေပါတော့တယ်မောင်ဘိုးတင်ကသူထိုင်နေကြအုတ်ကူဟောင်းကြီးဘော်ကိုတတ်ထိုင်နေလိုက်တယ်လာရောင်နဲ့ကျဲရောင်ရဲ့အလင်းရောင်တဲ့လေးရနေတာမဟုတ်လို့မီးအိမ်ထဲမှာရေနံစီမီးခွက်ကိုမှုတ်လိုက်လေတယ်အဲဒီနောက်ဘိုက်ကစားလာပြီးဖြစ်တာကြောင့်ထမင်းချိုင်းကိုထုတ်ပြီးအုတ်ကူဘော်တင်ပြီးတော့ဖွင့်လိုက်တယ်အမဲသားရနန်းကတင်းသွားချိန်တင်းချိုင်းထဲမှာအပင်တချို့ကလေမတိုင်ပဲလှုပ်ရှားသွားလေတော့တယ်အဲဒီရာကိုသတိထားမိတဲ့ဘိုးထင်ကလှုပ်နေတဲ့အပင်များကိုကြည့်ပြီးတော့စကားဆိုလိုက်လေတယ်ငါတယောက်စားတော့အနိုင်တော့မကြွေးနိုင်ဘူးစားချိန်ငါ့ကိုသာကြိုက်စားတော့သေလဲအေးတာပဲမောင်ဘိုးတင်ရဲ့စကားဆုံးချိန်မှာအပင်များလှုပ်နေရမှငြိမ်သွားလေတော့တယ်အဲဒီကမောင်ဘိုးတင်ဟာဂျိုင်ထဲမှာထမင်းကိုလက်နဲ့ကုပ်ပြီးတော့စားနေချိန်သူထိုင်နေတဲ့အုတ်ကူနဲ့မလန့်မကန့်ပါအရှိတ်တစ်ခုပေါ်လာလေတယ်အဲဒီနောက်အုတ်ကူရှိမှမတ်တက်ရက်နေတဲ့လူတယောက်ပေါ်လာလေတော့တယ်စုပ်ပြတ်နေတဲ့အဝတ်စားနဲ့ဖြူဖတ်နေတဲ့မျက်နှာမှာညလုံးနေရကလည်းဟောက်ပဲဖြစ်နေတယ်အဲဒီလူဟာ6ကတ်နေတဲ့အတန်နဲ့မောင်ဘိုးတင်ကိုစကားဆိုလာလေတယ်ကောင်းလေးငါအုတ်ကူပေါ်ထိုင်စားနေပြီငါ့ကိုမကြွေးဘူးလားအဲ့ဒီတိုင်ကြောင့်မောင်ဘိုးတင်ခေါင်းထောင်ပြီးကြည့်လိုက်တယ်အကြီးတန်းသောထိုသူရဲ့ရုပ်ကိုမြင်သည်နဲ့လူမဟုတ်တာတန်းသိလိုက်တယ်လူဘွားကိုစိတ်နာနေတဲ့မောင်ဘိုးတင်အဖေဖြစ်သူကနေတိုင်းသေးစေချင်နေတာမဟုတ်လို့လူဘွားကိုမခင်တွဲဒါကြောင့်ကြောက်တယ်ဆိုတာဘယ်အရာလန့်တယ်ဆိုတာဘယ်အရာမှန်းတော့မသိပါကြီးဒီလိုဖြစ်အောင်လဲအဖေဖြစ်သူနဲ့အတော်ဖြစ်သူတို့ကပြုတ်လုပ်ပေးလိုက်သည်ဟုပြောရမည်ဖြစ်တော်သည်လူမန်းသီးတဆာရွယ်ကလေးကသူများကလေးများနီးတူသားလေးငါသားလေးအဖေသားလေးအမေသားလေးဆိုတော့ကျင်နာစကားများမဆိုထားနဲ့ကောင်လေးလူလေးဆိုစကားတော့မပြောအတော်ဖြစ်သူကဘိုးထင်ခေါ်သလိုအဖေဖြစ်သူကဂျိုးကောင်လေးကိုခေါ်လေသည်ထမင်းချိုင်းကိုဆွဲနိုင်လောက်တဲ့အရွယ်ကနေစားပြီးနေဝင်မိုးချုပ်တင်းချိုင်းကိုကြော်ပြီးတော့တောင်ရတဲ့အတော်ဖြစ်သူကအမြဲတမ်းထမင်းပိုခိုင်းမြဲဖြစ်လေသည်အတော်ဖြစ်သူဤသားများသည်ပင်ဆယ်ကျော်သက်အရွယ်ရောက်နေပေမဲ့လူမမဲမောင်ဘိုးထင်ကိုသာခိုင်းမြဲဖြစ်တော်တယ်အဖေဖြစ်သူကလည်းအတော်ထက်ပိုဆိုးလေသည်အရက်မရှိရင်တကောင်ကြော်တွေဘာတွေမသိမောင်ဘိုးတင်ကိုနှိုးပြီးတော့သွားဝယ်ခိုင်းတတ်တယ်အဲဒီလိုလောကဒဏ်ကိုခံစားရတဲ့မောင်ဘိုးတင်လူဖြစ်နေသည်မှာထမင်းစားဖို့တစ်ခုနဲ့သေဖို့အတွက်စောင့်နေသည်ဟုစိတ်ပိုင်းဖြတ်ကာထားသည်မို့ညီတို့သောကြောက်စိတ်မှမရှိတော့ပြီ
ကျေနာမှုမရတော့ကလေးဘွားကိုဖျက်ဆီးခဲ့ရတဲ့မောင်ဘိုးထင်ရှေ့မှာရောက်နေတဲ့တရေကိုမကြောက်တာမထူးဆန်းတော့ပါတေမောင်ကိုတော့နည်းနည်းမှမကြောက်တော့သောမောင်ဘိုးထင်အတွက်တရေ6သည်ဆိုတာကရည်စရာဟုပင်ထင်ကောင်းထင်နေပြီဖြစ်တော်သည်ယခုလဲသူ၏ရှိတွင်ထမင်းတောင်းစားမိသဘောရှိသောတရေတကောင်ကသူ့အားစကားဆိုလာလိမ့်ပြီအဲ့ဒီကမောင်ဘိုးထင်ကအဲ့ဒီတရေကောင်ကိုတေချာကြည့်လိုက်ပြီးဒီအုပ်ကခမည်းအုပ်ကူလားဟုတ်တယ်မင်းနေတိုင်းထိုင်တာငါသိမင်းစားနေတဲ့အမဲသားငါ့ကိုကြွေးနေပါဦးဗျကျုပ်စဉ်းစားနေတာမင်းငါ့ကိုမကြောက်ဘူးလားတရေကြီးမကြောက်ဘူးလားဟူသောစကားကိုမေးချိန်မှာမောင်ဘိုးထင်ဟာတိုက်ရီမောလိုက်ပြီးကြောက်ချင်တာပေါ့ဗျာအမေကျွန်တော်ကယ်ပါဦးလို့អော်ပြီးတော့အမေစီပြေးချင်ခဲ့ဘူးတာပေါ့ပြီးတော့အဖေကျွန်တော်ကြောက်တယ်လို့ပြောပြီးတော့အဖေကမကြောက်နဲ့ငါသားလို့ပြောတော့လိုချင်ခဲ့ဘူးတာပေါ့ဗျာဒါပေမဲ့ကျုပ်ကကြောက်လဲငိုယုံနေလဲကျုပ်ကိုဘသူကချော့ဘသူကမငိုနဲ့လို့မှပြောမှာမဟုတ်တာအဲ့တော့ကြောက်တယ်ဆိုတာဘာလဲလို့တော့မေးရမလို့ပဲဗျာတဲကောင်ကြီးကအုတ်ကူကြီးရဲ့ရှေ့မှာမားမားရက်ပြီးတာလက်ကိုဖြတ်ပြီးတော့တောင်းနေပါလေဘိုးထင်ပြောတာကိုနားလဲပုံလဲမပေါ်ပါအဲ့ဒီကမှမောင်ဘိုးထင်ကမဲသားတစ်ဖက်ကိုတရေကြီးရက်နေတဲ့အုတ်ကိုအစုံကိုပြစ်ပေးလိုက်ပါတော့တယ်တရေကြီးကမောင်ဘိုးထင်ပြစ်ပေးလိုက်တဲ့အမဲသားတုံးကိုကောက်ယူပြီးတော့စားနေလေတယ်ကုံသွားတဲ့ခါနောက်တစ်ခါလက်ကိုပြန်ဖြန့်ပြီးတော့တောင်းနေပြန်တယ်မောင်ဘိုးထင်ကလည်းထပ်ပြီးတော့ချပေးလိုက်ပြီးထမင်းကိုသာစားနေတော့တယ်ခဏကြာတဲ့ခါမှာဘိုက်ပြေသွားပြီမလို့ကျန်တဲ့ထမင်းနဲ့ဟင်းများကိုအုတ်ကိုအစုံးမှာစုပုံပြီးတော့ပေးလိုက်ပြီးတော့တယ်အဲ့ဒီကတရေကြီးကမောင်ဘိုးထင်ပုံပေးတဲ့ထမင်းညာဟင်းညာများကိုအားရပါရစားတောင်းနေပါတော့သည်စားတောင်းနေတော့တရေကြီးကိုမောင်ဘိုးထင်ကကြည်ပြီးတဲ့နောက်စကားဆိုလိုက်လေတယ်ခမ ्या ဦးပေါ်ထိုင်နေကြမလို့ကျုပ်ကြွေးတာနော်ကြောက်လူကြွေးတာမဟုတ်သေးလားသိပါတယ်ကွာကျေးဇူးတင်ပါတယ်ငါမင်းကိုဘာကူညီပေးရမလဲငါနာမည်ငါနတ်ပါမကူညီပါနဲ့ဗျာအကူညီတောင်းမိရင်လည်းနေတိုင်းကြွေးနေရမှာမလားမဟုတ်ပါဘူးကွာမင်းခိုင်းနေတာရပါတယ်ခိုင်းပါမင်းကြွေးလဲရတယ်မကြွေးလဲရတယ်မောင်ဘိုးတွေကတရေကြီးစကားကြောင့်ခိတ္တတွေးလိုက်သူ့စိတ်ထဲမှာကြွားတခိုးမြင်နိုင်ကိုမြင်အောင်လာလေသည်မောင်ဘိုးတွေတစ်ချက်မျှပြုံးလိုက်ပြီးစိတ်ထဲမှာတော့ဒီငနာတွေတွေးပြီးပေါ့ကွာကျိန်းသွားလိုက်ကဟုတ်ပြီဗျာအဲ့ဆိုတခုတော့ကူညီပြောပါကောင်းလေးကျုပ်ကြွက်ကပ်ပြီးတွေကိုရွာကောင်လေးနှစ်ယောက်ဖော်ပြီးတော့ကြွက်တွေယူသွားတယ်ဗျာအဲ့ကောင်လေး6ဝေးသက်မှာတေအောင်လှုပ်ပေးရမှာကောင်းလေးဟာတေအောင်တော့မလုပ်နဲ့လေဗျာနောက်တစ်ခါမခိုးရဲအောင်လုပ်အဲ့လောက်ဆိုရစိတ်ချကောင်းလေးမင်းဒီမှာအိမ်မှာလားဟုတ်တယ်ဗျာအဲ့ကောင်လာမဖော်ခင်တကောင်ကျော်တစ်ခါဖော်မယ်ကြွက်မြေပြန်ထောင်ပြီးတော့မနက်တကထပ်ဖော်မလို့ဒီမှာစောင်းအိမ်မှာဗျာအဲ့ဒါဆိုမင်းအိမ်နေအဲ့ဒီကောင်လေးကငါ6လွတ်လိုက်မယ်အဲ့ဒါဆိုလဲကောင်းတာပေါ့ဗျာကျုပ်အိမ်နေတော့ကျုပ်တော့ဂုံမချိုးပါဘူးတော့ခင်ဗျာဘာလဲအခုတော့မင်းကြောက်နေပြီမလားမဟုတ်ပါဘူးဘာမသိညာမသိပဲမသိချင်လို့ပါဗျာချိုးချင်ကျုပ်အခုချိုးသွားလိုက်ဟုတ်ပလားမောင်ဘိုးတွေကခက်တီတီနဲ့ပြောလိုက်ပေမဲ့တရေကြီးကသူ့မြင်ကွင်းထဲမှာတရေရိပ်နဲ့ပျောက်ကွယ်လို့သွားပါတော့သည်အခန်းလေးမောင်ဘိုးတွေတမင်းစားပြီးတဲ့အခါအုပ်ကူကြီးပေါ်မှာပတ်လက်အိတ်လိုက်လေးတယ်သူ့ရဲ့မျက်လုံးထဲမှာတော့မမြင်ဘူးတော့သူ့မိခင်ဖြစ်သူကိုပုံဖော်ကြည့်နေမိတယ်အရက်ထဲကသဘောကောင်းတဲ့ဒေါ်ကြီးများဟာသူ့မိခင်ရဲ့ရုပ်ပုံကိုပြောပြကြတဲ့ခါမှာတော့မောင်ဘိုးတွေငေးပြီးတော့နားထောင်ခဲ့ဘူးတယ်သူရဲ့စိတ်ထဲမှာတော့အမေဟာကြွားဖျားပွဲမှာကပြဘူးတဲ့အငိမ့်မင်းသမီးလေးလို့တွေးထားခဲ့ဘူးသည်မဟုတ်ပါလားသူကမွေးပေးတဲ့အရက်လက်တဲ့ဒေါ်ငယ်လေးကိုသူ့အမေကြောင့်သွားမေးဘူးလေသဘောကောင်းတဲ့အမေကြီးကသူ့အားစိတ်ရှည်လက်ရှည်ပြောပြနေတာကိုအခုအုပ်ကူပေါ်အိတ်ရင်တွေးနေမိတော့တယ်အမေကြီးတော်ငယ်လေးကျွန်တော်အမေကဘယ်လိုပုံစံလဲဗျမောင်ဘိုးထင်နဲ့နည်းနည်းစင်တာပေါ့ကွယ်အပြိုတော့ကနေအမေကပန်းအောင်ကင်တော့ပန်းအောင်ကင်ဆိုတော့အမခင်မေတို့လိုလားမေအဲ့ဒီထထောင်လှပါသေးတယ်တော့ခင်မေတို့လှတယ်ဆိုတာမြခင်လှတာကိုဘယ်မိပတော့ဟုတ်လားကျွန်တော်မြင်မှုကျင်လိုက်တာဗျာအေးဟဲနင်ပြောမှာပဲမြခင်တော့သတိရလားအမေတော်ငယ်လေးမှပြောင်းမှုဆေးလိတ်ကြီးကိုဖွာရင်းအိမ်ရှိမှဝက်ကတ်ချန်စီကိုငေးပြီးတော့ပြောနေတယ်မောင်မိုးတွေကသူ့မိခင်ဖြစ်သူမှရွာကအလားဆုံးပန်းအောင်ကင်ထလှသည်ဒေါ်ငယ်လေးမှပြောတော့ခါများစွာပီတိဖြစ်နေပြီးတော့မိခင်ပုံရိပ်ကိုစိတ်ထဲ၌ပုံဖော်ကြည့်နေမိပါတော့တယ်ယခုတင်းချိုင်းတဲ့ကအုတ်ကူကြီးပေါ်မှာအိတ်နေတဲ့မောင်ဘိုးထင်ကိုမိခင်သားမြင်ရင်ကျိုးမှာအေကံပင်ဖြစ်တော်တယ်အခုတော့စိတ်ပူသူမရှိကျင်နာသူမရှိသောမောင်ဘိုးတင်တယောက်အုတ်ကူပေါ်မှာတွေးပေါင်းများစွာနဲ့အိပ်ပျော်သွားလိပါတော့တယ်အခန်းကမောင်ဘိုးတင်အုတ်ကူပေါ်မှာအိတ်နေလေအကင်းပါအေးဆက်တဲ့မောင်ဘိုးတင်ရဲ့နားထဲကိုတိတ်ရွက်တိတ်ကိုင်းများကိုနင်းနိုင်ကြရ၍ထထိုင်လိုက်မှအိမ်မုံဝိုးတဝါဖြစ်နေသောမောင်ဘိုးတင်မျက်လုံးဟာချက်ချင်းမပွင့်သေးပြီလက်နဲ့ပို့လိုက်တော့မှအတန်အသင့်ပွင့်လာပြီးမိအိမ်အလင်းအောင်တစ်ခုကသူ့နာကတ်လာလေ
အဲဒီကမောင်ဘိုးတွေကလွယ်ရီထဲမှာလေးခွာကိုထုတ်ပြီးလောက်စာကိုအသိပြန်ထားလိုက်တယ်မောင်ဘိုးတွေတရေတစီများကိုမကြောက်ပါရွာနီးချုပ်ဆက်တွေနွားများပျောက်သည်သတင်းကြားတော့ကြောင့်နွားသခိုးများဖြစ်နေရင်ပြစ်မီလို့တွေးထားခြင်းဖြစ်တော့တယ်အတန်ကြာတဲ့ခါမှာတော့မိရင်ရဲ့အလင်းအောင်ကြောင့်သူ့နာလာတော့သူကိုတေချာတွေးလိုက်ကြလေတယ်သူ၏အဖေနဲ့အသက်မတိမ်မရင်ရှိရန်တူသောလူကြီးတယောက်ပေါက်တူးနေခေါ်ပြားကိုနှစ်လက်ပူးထမ်းလာပြီးလက်တစ်ဖက်မှာမိအိမ်ကိုကင်လာခြင်းဖြစ်တော့တယ်အုတ်ကူပေါ်အိတ်နေတဲ့မောင်ဘိုးတွေကိုတွေးတဲ့အခါအဲ့ဒီလူကြီးကအံ့ဩသွားပြီးမောင်ဘိုးတွေကိုစကားဆိုလာလေတယ်ကောင်းလေးဘာလုပ်နေတာအချိန်မတော်ကြီးတင်းညိုင်းနေမှာအိတ်နေရလေဗျာခမရဘာလုပ်တာငါမမင်းနဲ့မင်းနဲ့ဘယ်သူဖော်ပါသေးလဲဘယ်သူမှမပါဘူးကြုံမင်းတာဖြစ်အောင်ခမရကျုပ်တို့ရမဟုတ်ဘူးမလားဟုတ်တယ်လုံးစရာရှိလို့လာတာဒီချိန်ဘာမဟုတ်တာလာလို့တာကောင်းလေးမင်းကအလာသားပဲဒီချိန်မင်းကတင်းတိုင်းထဲမှာတယောက်တည်းအိတ်ရဲတယ်ဆိုတော့မခေဘူးကွာမင်းဘာလာလို့တာလဲမှန်တိုင်းပြောကွာကျုပ်ကကြွက်လာထောင်တာဗျာမင်းကြွက်ထောင်လို့ရရင်အဲ့ကြွက်တွေကိုရောင်းတာလားဟုတ်တယ်လေဗျာရောင်းတာပေါ့အေးငွေဘယ်လောက်ရလဲတကောင်ပြား90လောက်တော့ရတယ်ပေါ့ဗျာဒီညမင်းကောက်ကူညီ90ပေးမယ်ကွာဘယ်သူမှတော့ရှောက်မပြောအောင်ဘလို့လဲမောင်ဘိုးရင်ခက်တာဗျစဉ်းစားလိုက်တယ်ကြွက်ကြီးသားတကောင်ရမှာပြား90လောက်ရတာတနေ့9ချက်ရဖို့ကြွက်ကြီး10ကောင်မိမှရလိမ့်မယ်အခုဒီလူကြီးကတညာတဲ့90ပေးပြီဆိုတော့မောင်ဘိုးတွေလိုချင်မိတယ်သူစဉ်းစားနေချိန်မှာအဲ့ဒီလူကြီးကထပ်ပြီးတော့စကားဆိုလာပြန်နေကောင်းလေးမင်းကြီးရတာအကြောင်းလန့်ရှိပုံမပေါ်လို့ငါခေါ်တာနော်90ဆိုတာနဲ့တဲ့ပမာဏမဟုတ်ဘူးအေးဗျာကျုပ်လုံးမယ်ကဲဒီလိုမှဘူးဒါနဲ့မင်းဘယ်သူမှရှောက်ပြောလို့တော့မရဘူးနော်ပြောရင်မင်းကိုသေအောင်တတ်မှာကြားလားသေမကြောက်တော့မောင်ဘိုးတွေမင်းထိုလူကြီးသေချာကြည့်ပြီးတော့ပြောတဲ့စကားများကြောင့်ကြက်သိမ်းပင်ထားသွားမိပါလေအဲ့တော့မောင်ဘိုးထင်ကအဲ့လူကြီးကိုသေချာကြည့်လိုက်ကစိတ်ချပါဗျာဘိုးတင်ဆွဲကျုပ်ကဂရိတီပါတယ်ဗျာကြိုက်တယ်ကွာလာခဲ့ဒီမီးရင်ယူမင်းတို့ရွာမနေ့ကသေသွားတဲ့မိန်းကလေးတယောက်မြုပ်ထားရှိတယ်မလားရှိတယ်ကျုပ်နေ့လေငှက်လာပြစ်နေတော့လာမြုပ်နေကြတာဟိုဘက်မှာအုတ်ကူလားမဟုတ်ဘူးဗျမြေပုံပဲရွာလဲကအမားတို့ပိုးထီပြီးသေတာအပြိုမဟုတ်လားဟုတ်တယ်ဗျငါ့ကိုလိုက်ပြသန်းကွာမောင်မိုးတွေကမီးရင်ကိုယူပြီးတော့နေ့လေကမြုပ်ထားတဲ့မျိုးသမီးရဲ့မြေပုံကိုရှာလိုက်တော့တယ်အချိန်သိကြမရှာလိုက်ရပါခြုံတော်များကိုရှင်းလင်းထားတဲ့နေရာမှာမြေပုံအသစ်တစ်ခုတွေ့ရလေတယ်အဲ့ဒီမြေပုံရဲ့ထိပ်မှာတစ်သားပြားကိုနာမည်စာရေးထိုးထားတဲ့မန်နွယ်ဝင်းအသက်23နှစ်ဟုမှတ်တိုင်လေးကိုမောင်ဘိုးတွေလက်မှာကင်ထားတဲ့မိရင်လင်းအောင်ကြောင့်အတိုင်းသားမြင်နေရလေတယ်အဲ့ဒီမြေပုံနားရောက်တဲ့အခါမောင်ဘိုးထင်ရဲ့နောက်မှလိုက်လာတဲ့လူကြီးကပေါတူးနဲ့ဂေါ်ပြားကိုအောက်ကိုပြစ်ချလိုက်ပြီးပစိုးကိုတိုးတိုးဝစ်ကပြစ်ချထားတဲ့ပေါတူးနဲ့ဂေါ်ပြားနဲ့ပေါတူးကိုယူလိုက်ပြီးတော့မြေပုံကိုတူးလိုက်ရမှာမောင်ဘိုးထင်မျက်လုံးပြူးသွားပြီးအလင်းမြန်တားလိုက်လေတော့လေဟာဟဲ့လူကြီးဘာလို့တာလဲဗျာဒူးမလို့လေကွာခမရလူသေးလောင်းယူဘာလို့မလို့လဲမင်းမသိပါဘူးကွာဘာချေရလက်ရမှာမပြက်စီရအောင်မင်းလူသွားလူလာတာစောင့်ပြီဒီချိန်ဘယ်သူမှမလာတော့ဘူးဗျအုံမောင်းခေါက်ရင်တော့ဟိုငနာတွေလာလိမ့်မယ်အဲ့ချိန်ထိလောက်တော့မကြပါဘူးကွာကျုပ်ငွေပေးဖို့သာမမေ့နဲ့တော့အေးပါကွာမင်းရလဲဒီကောင်လေးကတော့မလွယ်ဘူးကြီးဒါနဲ့နေအောင်ဗျခမရနိုင်မယ်ဘယ်သူလဲဦးအောင်လို့သာမှတ်ထားကွာစကားမများနဲ့တော့ငါမင်းအလောင်းဖော်လိုက်အောင်မေးအချိန်တော်ကြာဦးအောင်ကပေါတူးတက်လက်ဂေါ်ပြားတက်လက်နဲ့အလောင်းကိုဖော်တူးနေချိန်မှာတော်တော်ကြာပြီးတဲ့အခါမှာတော့အလောင်းထည့်ထားတဲ့အခေါင်းကိုပေါတူးနဲ့ပေါက်မိပြီးဖြစ်တော့တယ်ဟာကောင်းလေးအခေါင်းတော့ပေါ်ပြီကွာလာဒီဘက်တိုးမီးပြန်အင်းပါဗျမောင်မိုးတင်ကမီးရင်ကိုယူပြီးတော့ကျွင်းပြန်ဖြစ်သွားတဲ့မြေပုံနားမှာထိုင်လိုက်ပြီးအတွင်းကိုမြင်နိုင်မှုမီးရင်ကိုပြလိုက်တယ်ဦးအောင်ကတစ်သားအခေါင်းပေါ်မှာတင်နေတဲ့မြေများကိုဂေါ်နဲ့ထိုးပြီးတော့အပေါ်ကိုတင်လိုက်ပြီးဂေါ်နဲ့ထိုးရင်မရတဲ့မြေများကိုလက်ဖြင့်ဘေးကိုတတ်ချလိုက်လေကပေါတူးနဲ့အခေါင်းနားစာတန်ရိုက်ထားတဲ့နေရာများကိုဂလန့်ပြီးတော့ဖွင့်နေတယ်အဲနောက်ပွင့်သွားပြီဖြစ်တဲ့အခေါင်းဖုံးကိုအပေါ်ကိုမတင်လိုက်တော့တယ်အဲဒီနောက်ဦးအောင်ကအခေါင်းထဲမှာသေဆုံးနေဖြစ်တဲ့မတ်နွယ်ဝင်းရဲ့အလောင်းကြီးကိုမောင်ဘိုးတင်စီမမီးရင်ကိုယူပြီးတော့သေချာကြည့်နေတယ်အဲဒီနောက်ဦးအောင်ကအလောင်းပေါ်မှာလွှားထားတဲ့အင်ကြီးပိုးကိုယူပြီးတော့ခောက်နေလေတယ်ခောက်ပြီးတဲ့အခါမှာမောင်ဘိုးတင်ကိုပေးလိုက်ကရောကောင်းလေးဘေးမှာခဏချတာပြီခမရလည်းဗျာဘာတွေလုံနေမှလည်းမသိဘူးပေးမောင်ဘိုးတင်ကငွေ90မျက်နှာဖြင့်အင်ကြီးကိုယူပြီးတော့ဘေးလိုရာကိုချထားပေးလိုက်တယ်ဦးအောင်ကနောက်ထပ်အလောင်းကောင်မှစပင်မွှေးများကိုဆွဲနှုတ်ပြီးကပိုက်ထဲကိုထည့်နေတယ်အဲ့နောက်အလောင်းကောင်ရဲ့ခြေမနှခုကိုပူးချီထားတယ်အချီကျိုးကိုဖြုတ်ယူနေပြန်တယ်နောက်ထပ်အလောင်းကောင်ရဲ့ထမိန်စာများကိုလည်းပေါက်တူးသွားနေဖြတ်ပြီးတော့ယူနေသေးလေတယ်ဦးအောင်ကအလောင်းကောင်ရဲ့မျက်နှာနားကိုမီးရင်ကိုတိုးကတ်လိုက်လေတယ်
မိရင်ရဲ့အလင်းရောင်ဒီကကျွင်းတွေမှာရှိတဲ့အခေါင်းထဲမှာရှိသောအလောင်းကောင်ရဲ့မျက်နှာကိုရှင်းလင်းစွာမြင်နေရတယ်။ဦးအောင်ကအလောင်းရဲ့ဦးခေါင်းကိုလက်နဲ့ထိလိုက်ပြီးຫນွယ်ဝင်းဆိုတဲ့ကောင်မဒီနာရှိရဲ့နေကိုယ်တဲ့ခဏဝင်စမ်းဦးအောင်ကပြောလိုက်သည်နဲ့ຫນွယ်ဝင်းအလောင်းကမျက်စိဖွင့်လာတော့တယ်။အဲဒီကမျက်စိဖွင့်လာတဲ့အလောင်းကောင်ကိုကြည့်လိုက်ပြီးဦးအောင်ကပြုံးလိုက်ကကဲနေမကောင်းဆိုးဝါးဖြစ်နေပြီငါနေအောင်ပိုင်နေငါ့ကိုဂလန်ဆန်လုံးရင်မီးလောင်တိုင်းသွေးမြင်မကြလားငါနေရဲ့အဝတ်စားနဲ့နေစပင်ကိုငါတနေရာမှာထားမယ်နေအဲ့ဒီညမှာသွားနေရမှာကြလားရဲ့အလောင်းကောင်ကြီးကမျက်လုံးဖွင့်လိုက်ပိတ်လိုက်လှုပ်၍သာနေနေတယ်အဲ့ဒီနောက်ဦးအောင်ကအလောင်းရဲ့ဦးခေါင်းကိုကင်ထားတဲ့သူ့ရဲ့လက်ကိုလွှတ်လိုက်တော့မှအလောင်းကောင်ကြီးကမျက်စိများပိတ်သွားလေတော့တယ်မောင်ဘိုးတွေကထူးဆန်းလို့ရိတ်မျက်တောင်မခတ်ပင်ကြည့်နေလေတယ်ဦးအောင်ကသူလုံးရမယ့်ကိစ္စများပြီးပြီမဟုတ်လို့အလောင်းထည့်ထားတဲ့အခေါင်းရဲ့ဖုံးကိုပြန်ပိတ်လိုက်ပြီးတဲ့နောက်ကျွေးမော်ကိုပြန်တက်လာကကော်ဖြင့်တူထားတဲ့မြေပြားကိုပြန်ဖို့လီတော့တယ်ချိန်တော်ကြာတဲ့အခါမတ်နွယ်ဝင်းကိုမြုံနှံထားတဲ့မြေပုံလေးမှာမူလပုံစံတိုင်းပြန်ဖြစ်သွားလေတော့တယ်အဲဒီခါမှာဦးအောင်ကမောင်ဘိုးထင်ကိုပေးထားတဲ့အလောင်းမှာလွှားထားတဲ့အင်ဂျီကိုတောင်းယူလိုက်ပြီးကပိုက်ထဲမှာထည့်ကမြေပုံဘေးမှာခြေပြက်လက်ပြထိုင်လိုက်ပြီးတော့ကောင်းလေးမင်းကတော့အာကပဲကွာမင်းမကြောက်ဘူးလားမကြောက်ပါဘူးဗျာမင်းကဒီသစ်စိန်ရွာကပဲလားဟုတ်တယ်ဗျာမင်းဖေနဲ့အမေနာမည်ကဘယ်သူလဲအဖေနာမည်ကဦးကောင်းအမေကတော့မရှိတော့ဘူးဗျာနာမည်ကဒေါ်များခင်နဲ့ဩအေးမင်းတို့သဘောကျသွားပြီကွာရော့ဒီမှာငွေ90မောင်ဘိုးတွေကဦးအောင်ပေးလိုက်တဲ့9ချက်တန်10ရွက်ကိုယူလိုက်ပြီးလွယ်တဲ့ထက်ကဟာဒီနေ့ကတော့တွက်ချီကိုင်လုံးဝပြီဗျာတနေ့ခင်ဗျားဓာရီဘာတွက်နဲ့လောက်တာလဲဗျာငါကအောက်လန်းเสียရလीကွာသွားပြီကောင်းလေးဦးအောင်ကပြောဆိုမီးအိမ်ကိုယူပြီးတော့လာတော့ကအတိုင်းပေါက်တူးနဲ့ဂေါ်ကိုပူး၍ပခုံးမှာထမ်းပြီးပြန်သွားလေတော့တယ်မောင်ဘိုးတွေလည်းအုတ်ကူနာကိုပြန်သွားလိုက်ပြီးတော့သူဤမီးအိမ်ကိုယူလိုက်ကကြွက်ထောင်ထားတဲ့ကပ်ပြီးများစီကိုထွက်သွားလေတော့တယ်အခန်း6မောင်ဘိုးတွေဦးအောင်နဲ့တွေ့ပြီးတာ3ရက်မြကြာသွားပြီဖြစ်လေတယ်ဦးအောင်ပေးခဲ့တဲ့ပတ်စံနဲ့အဖေဖြစ်သူအရက်ဖိုးများကိုလိုက်ဆက်ပေးလိုက်တယ်ယခုဦးစိုးကြီးရဲ့ဆိုင်ကိုရောက်လာလေတယ်အဖေတို့အရက်တစ်လုံးဝယ်ပြီးဖြစ်တော့တယ်ဦးစိုးကြီးကမောင်ဘိုးတွေကိုမြင်တာနဲ့ဘိုးတွေမင်းဖေမင်းကိုလိုက်ရှာနေတယ်ငါးစီတောင်ရောက်လာသေးတယ်ကွာဘာဖြစ်လို့လဲဗျထူးထူးဆန်းဆန်းမသိဘူးဟေးဘိုးတွေကြွက်လေးရရင်လာဖို့ကွာမင်းလှုပ်ပါဦးခမည်းကောင်မြင်နိုင်တော့လာမရအောင်လားအဲเจ้าနေပြောမနေစမ်းပါနဲ့ကွာကြွက်ဖော်သွားရင်တရေ6ခံလို့ဖျားနေတယ်လေကွာတကယ်ကောင်နေပဲဟာဟုတ်လားဗျကဲကျုပ်သွားပြီပြုတ်မောင်ဘိုးတွေကအရက်တစ်လုံးကိုယူကာဆိုင်ပြင်ကိုထွက်သွားလေတော့တယ်သူဤမျက်နှာမှာပြုံးနေလေတယ်သူမဲသားကျွေးသောတရေကြီးကဂရိတီပါလားဟုလည်းတွေးနေမိတော့တယ်သူအိမ်ကိုပြန်အောင်ချိန်မှာဖခင်ဖြစ်သူကပစိုးနဲ့ထုတ်ထားတဲ့အထုပ်ထုပ်ကိုအိမ်မမယူလာပြီးမောင်ဖိုးတွေရပ်ပလင်းကိုကိုပြည့်ရှိချလိုက်ပြီးတဲ့နဲ့ပစိုးတော့ကိုပြစ်ပေးလိုက်ကဟဲ့ကောင်မင်းပေးပင်အောင်လူငါသွားလို့တော့သွားမင်းကိုခဏနေလာခေါ်လိုက်မယ်မင်းကိုစဘာ20ပေးတယ်မင်းကအဲ့လောက်တောင်တန်တာလားကွာဟမ်ငါစဘာစားငွေထုတ်ခဲ့တယ်မောင်ဖိုးတွေပစိုးနဲ့ထုတ်ထားတဲ့သူ၏အဝတ်ထုတ်ကိုကန်ရင်ကြောင်အန်းနဲ့ရက်၍သာနေပါတော့တယ်အောင်လန်းဘိုးတွေရဲ့ဘဝအစကတော့ဤမြတာပဲမကြမီအောင်လန်းဘိုးတွေနဲ့လက်ဦးစီယာဟူသောဇလန်းကိုလည်းဆက်လက်တင်ဆက်ပေးပါဦးမေအောင်လန်းဘိုးတွေနဲ့လက်ဦးစီယာအခန်း1အုံဆိုင်နေသောမိုးသားတိမ်လိမ်များအောက်မှာရှိတဲ့လဲလန်းလေးဘေးမှာလူသွားလန်းလေးမှာလူ2ယောက်လမ်းလျှောက်နေတယ်အရွယ်ရောက်လူငယ်လေးမောင်ဘိုးတွေနဲ့အသက်30ကျော်လူရွယ်တဦးတို့ဖြစ်ပါတယ်မောင်ဘိုးတွေကလွဲကိုလွဲထားပြီးတော့ပစိုးဖြင့်ထုတ်ထားတဲ့အဝတ်စားထုတ်ကိုလက်မဆွဲလို့လမ်းလျှောက်နေရင်ခမရတို့ရွာလည်းမရောက်သေးဘူးလားဗျာနေမိုးအောင်တဲ့နေပြီဘာမှလည်းမစားသေးဘူးငါကောင်စိတ်ညစ်မနေပါနဲ့ညနေဆိုရင်ရောက်ပါတယ်မင်းဘိုက်စာနေလမ်းမှာတွေ့တာဒီခူးစားကြတာပေါ့ကွာဝေးတယ်မပြောဘူးဗျာကျုပ်ထမင်းထုတ်ခဲ့ပါတယ်မင်းအောင်မေးလို့လားငါလာခေါ်ကြတာမဟုတ်ဘူးနော်ဆရာကြီးကသွားခေါ်ဆိုလာခေါ်ရတာမင်းတို့ကလေးကိုစဘာ20တောင်ပေးတယ်ဆိုတော့အတော်အံ့ဩတယ်ကွာတန်မိုးစာအသက်ရွယ်နေမဆိုင်ဘူးဗျာလှုပ်ရကိုင်းနေဆိုင်တာဟာကောင်ရမင်းကလေဒီပါကြီးလှုပ်တာတော့ကျွမ်းနေလို့လားမလှုပ်တတ်ပါဘူးဗျာဟိုကြွက်ထောင်တဲ့နေရာတို့ငှက်ပစ်တဲ့နေရာတို့ပြောတာတေးလိုက်ပါတော့ကွာမင်းကတော့တကယ်ကောင်ပဲလာ36မမောင်ငင်ရွာကိုရောက်မောင်မိုးတရားလည်းဘိုက်စာနေတာကိုတတ်တာစီဖို့တဲ့လမ်းဘေးမှာရှိတဲ့ချင်းညာသီးများစီသီးဝင်းများကိုခူးစားပြီးတော့ရေအင်မတန်စားလာတဲ့အခါဇိုင်းရင်များကိုလက်နဲ့ခတ်တောက်လိုက်ပြီးခရီးဆက်လိုက်ပါလာလီတော့တယ်အခန်းနဲ့မောင်မိုးတွေနဲ့သူ့ဟာလာခေါ်တဲ့လူရွယ်ဟာနေဝင်တယောချိန်မှာပေပင်များစွာပေါက်နေတဲ့ရွာဝင်ကိုရောက်ရှိလာလေတယ်လူရွယ်ကလမ်းလျှောက်ရလို့ပင်ပန်းနေဖြစ်တဲ့မောင်ဖိုးတင်ကိုကောင်းလေးကရောက်ပါပြီကွာ
ရောင်းပါပဲလေဗျာကျုပ်လည်းချီနှောင်းတီတော့မယ်မသေးပါဘူးကွာမင်းကြီးရတာအစင်ပြေနေပုံပါပဲဟာသွားဗျာရှိကကျုံနေရမယ်အိမ်မြန်မြန်သာသွားလူရဲကရွာကိုဝင်လိုက်ကရွာကြီးတောင်ဘက်အစွန်ကျတော့နေအိမ်ကြီးအိမ်ဝန်းထဲကိုဝင်သွားကြလေလေလူရဲကအိမ်ကြီးအောင်မှစပွဲတန်းရမှထိုင်လိုက်တယ်မောင်ဘိုးတင်ကအိမ်အောင်မှရှိတဲ့တောက်ရီအိုးစင်ကိုသွားကရေကိုအားပါးတရတောက်လိုက်ပြီးနောက်ထပ်တန်းရတစ်လုံးပေါ်သူကြီးအဝတ်ထည့်ထားတဲ့ပစိုးတုပ်လေးဟာခေါင်းအုံးပြုတ်လောက်ကလဲနေလေတော့တယ်အဲ့ဒီချိန်အိမ်ပေါ်မှာလူကြီးတူရဲ့အတန်ကပေါ်လာလေတော့တယ်ကောင်းလေးဘလို့ဖြစ်တာလဲကွာထိုင်တော့မထိုင်နိုင်တော့ဘူးလားထိုင်နိုင်မလားဗျတနေ့လုံးလမ်းလျှောက်လာတယ်ခြေလဲတောက်နေအေးခဏနေမှမင်းကိုနှိပ်ပြီးဖို့တယောက်ခေါ်ပေးမယ်လူကြီးရုပ်ကမပေါ်ပြီမဲ့အဲ့လူကြီးရဲ့အတန်ကိုမောင်ဘိုးတွေရင်းနေတယ်လို့စိတ်ထဲမှာထင်နေမိတယ်မကြလာတော့ချိန်တွင်အိမ်ကြီးလေကားမှာလူကြီးတယောက်ဆင်းလာလေတယ်အဲ့လူကြီးကတန်းရမှာအိတ်နေတဲ့မောင်ဘိုးတွေနားကိုသွားလိုက်ကကောင်းလေးငါလည်းကြည့်ပါဦးကွာမောင်ဘိုးတွေကငုတ်ထုတ်ပြန်ထိုင်ပြီးတော့ကြည့်လိုက်တယ်သူအံ့ဩသွားကကျုပ်ငွေ90ပြီတဲ့ဥအောင်မို့လားဟုတ်တယ်လေကွာမင်းငါးစီမှာလှုပ်လို့ရမှာငါခေါ်လိုက်တာကွာဟာဗျာမသိပါဘူးကျုပ်ကဘသူမှများခေါ်တာလဲလို့ဦးအောင်ကတန်းရမှာထိုင်နေတဲ့မောင်ဘိုးတွေကိုသွားပြီးတော့ခေါ်ဆောင်ပေးတဲ့လူရွယ်ကိုကြည့်ကကဲညိုးမောင်ရင်မင်းကတဲပြန်တော့ဒီကောင်လေးကအိမ်မှာပဲနေရမှာထမင်းစားသွားငါချက်ထားတယ်တော်ပါဗျာကျွန်တော်တယောက်မှပဲစားတော့မယ်ဆိုင်အဲ့ဒါသွားပြီနော်အေးညိုးမောင်ရင်ကျေးဇူးကွာညိုးမောင်မီကလူရွယ်ကမောင်ဘိုးတွေကိုနှုတ်ဆက်လိုက်တယ်ကောင်းလေးအားရင်တဲကိုလာလဲအောင်ကြားလာမင်းတို့ငါခင်သွားပြီကွာအင်းပါဗျာစိတ်ချလာခဲ့မယ်တနေ့မြတွေ့ရပြီမဲ့ပွင့်လင်းရှိလာတော့မောင်ဘိုးတင်ကိုညိုမောင်ကသဘောကျနေခြင်းဖြစ်လေတယ်ညိုမောင်အိမ်ဝိုင်းအပြင်ကိုရောက်သွားချိန်မှာဦးအောင်ကိုကြည့်ပြီးတော့မောင်ဘိုးတင်ကစကားဆိုလိုက်တယ်ဦးအောင်ကျုပ်ဘိုက်စာကြီးဗျာထမင်းစားခြင်းနဲ့တနေ့လုံးလမ်းဘေးမှာတွေ့ကြရတယ်စားလာတာအေးငါထမင်းပြင်ခိုင်းထားလိုက်မယ်ဦးအောင်ကအိမ်ကြီးနဲ့ဘေးမှာတွဲထားတဲ့မီးပေါ်ချောင်းကိုလှမ်းကြည့်ပြီးကောင်းမလေးထမင်းပြင်ထားလိုက်စမ်းကြားလားဟင်းနေလည်းနိုင်စားမနေတော့နော်ငါအကြောင်းသိတယ်နော်ဦးအောင်ပြောတော့စကားတစ်ဖက်မီးဖို့ကြောင့်မှမီးစီစကားမှပြန်မပြောပဲအိုးတန်ခွက်တန်များသာကြားနေရလိမ့်မယ်ဦးအောင်စကားပြောတာကိုပြန်မပြောတာကြောင့်မောင်ဘိုးထင်ကဦးအောင်ကိုကြည့်လိုက်ကဦးအောင်ခင်ဗျညင်သာသာပြောမခိုင်းတာဗျာလှုပ်ပေးရတဲ့သူကဘဲကြည့်မလဲကြည့်အောင်မဆောင်ကြီးအောင်ကြီးနဲ့ဓမင်းနေထဲဟဲလည်းနိုင်မစားနိုင်အောင်နော်ခင်ဗျပြောပုံကြီးရလေဗျာဘလို့ကြီးလေဦးအောင်ကမောင်ဘိုးထင်ရဲ့စကားကိုသဘောကျကတဟာဟာရီမောလိုက်ပြီးမီးဖို့ကြောင့်ဘက်ကိုလှမ်းអော်လိုက်ပြန်နေဘေဘီလာကောင်မတွေမိဖို့ကြောင့်မှပြန်ပြောတဲ့ကမထွက်လာပြန်ဘာသာမှမထွက်လာတော့ကဥပိုးထင်ကကောင်းလေးဓမင်းပြင်ပြီးသွားစားတော့ဟိုလေကတက်သွားဘာမှပြန်လည်းမပြောပဲနဲ့ဗျာမခုရတယ်ကျုပ်ကိုယ်တိုင်ပဲခူးစားလိုက်တော့မှာမောင်ဘိုးထင်ကဥအောင်လန်ညိုးထိုးပြရာလှေကားကိုတက်သွားလိုက်ပါတော့တယ်အခန်းသုံးမောင်ဘိုးထင်မိဖို့ကြောင့်ထဲကိုရောက်လာလေတယ်ဓမင်းစားစပွဲဝိုင်းမှာဓမင်းတပကံနဲ့ဟင်းတပကံကိုတွေ့ရတယ်ဓမင်းထဲထားစီကပွေပွားနေသလိုဟင်းထဲထားတာကလည်းထိုနီးတူပါပဲမိဖို့ကြောင့်မှအိမ်မာကြီးကိုတက်ရတဲ့တကားတစ်ပေါက်ရှိရာထမင်းခုခတ်ပေးသူကအိမ်မော်တက်သွားသည်ဟုမောင်ဘိုးတွေတွေးလိုက်ကခူးပေးထားသောထမင်းများကိုအားရပါရစားလိုက်ပြီးထမင်းမကန်တဲ့၌ထမင်းကုံသွားပြီးထမင်းကိုလိုက်ရှာလိုက်တယ်မိဖို့ဘေးမှာထမင်းကိုတွေ့ရပြီးအဖုံကိုဖွင့်ထားလျက်တွေ့ရပြန်တယ်လက်နဲ့ထမင်းကိုကုတ်ထားသောအရာများတွေ့ရဟာထမင်းကိုသေးသေးတယ်မကူဘလို့မိမ့်မာကြီးလဲကွာမောင်ဘိုးတင်လည်းတယောက်တည်းရေရွတ်ကထမင်းကိုထည့်ပြီးတော့ဘိုက်ဝါအောင်စားလိုက်ပြီးတော့အိမ်အောက်ကိုပြန်ဆင်းလာလေတယ်။အဲဒီနောက်အိမ်အောက်ဇပွဲတန်းရမှာထိုင်နေတဲ့ဦးအောင်သားကိုသွားကဦးအောင်ကျုပ်ကိုထမင်းခူးပြတာဘယ်သူတော့ဦးအောင်မိန်းမကြီးလား။အာမဟုတ်ပါဘူးကွာငါမှမိန်းမမရှိပါဘူး။ထမင်းခူးတော့လဲရောင်းမနဲ့မခူးဗျာ။ကဲထားလိုက်ပါကွာမင်းညောင်းလိုက်မလားအိမ်ပေါ်တက်ပြီးနားတော့ကျုပ်ကဘာမှအိပ်ရမလဲဗျာ။ငါအိမ်မှာမင်းကြိုက်တဲ့နေရာအိပ်ကွာ။ပြီးတာပဲဗျာဒီနေ့တော့ကျုပ်နားလိုက်အောင်မပြောမနှက်မှာပဲအလုတ်ခိုင်းတော့နော်ဟုတ်ပါပြီကောင်းလေးမင်းကတော့နော်ကဲသွားဦးအောင်စကားပြောလို့ပြီးတာနဲ့မောင်ဘိုးတင်ကဦးအောင်ရဲ့အိမ်မော်ကိုတက်သွားလေတော့တယ်ဦးအောင်ကအိမ်မော်တက်သွားတဲ့မောင်ဘိုးတင်ကိုကြည့်ကပြုံးနေမိလေတယ်သူကမောင်ဘိုးတင်ကိုသဘောကျတယ်ပြီးတဲ့နောက်သူငယ်စဉ်ပုံစံဖြစ်နေတာကြောင့်တင်းချိုင်းမှာမြင်စဉ်ကလေးကသူ့ရဲ့ငယ်စဉ်ဘဝကိုပြန်ပြီးတော့အမှတ်ရစေတယ်ဒါကြောင့်မောင်ဘိုးတင်ကိုစပား20ပေးပြီးတော့အိမ်ကိုခေါ်လိုက်ရခြင်းဖြစ်သည်မဟုတ်ပါလားဦးအောင်အဲ့ဒီလိုတွေးနေစဉ်မှာမောင်ဘိုးတင်စကားအတန်ကအိမ်ပေါ်မှာပေါ်လာပြန်တယ်ဦးအောင်ကျုပ်ကိုစောင်းနေကောင်းနေပေးအောင်ဗျာ။ဩအေးအပေါ်ကတယောက်လောက်စောင်းတဲ့ခေါင်းပေးလိုက်စမ်းပါဟေးအဲ့မှာဦးအောင်ကအဲ့ဒီလိုသာပြောလိုက်တယ်။မောင်ဘိုးတင်ကဦးအောင်အိမ်ကြီးကိုသဘောကျနေတယ်။အိမ်ရှိမှာအခန်းတစ်ခန်းသာကျုံးမြင်များနေကာထားပြီးကြံသောနေရာကဖုံးကြီးเจ้าကြီးပမာရှင်းလင်းနေလေတယ်။သူ့စိတ်ထဲမှာ
အိမ်ထဲမှာတစ်ခုခုလုံနေသူကိုတွေးနေစဉ်ဘုတ်ဘုတ်ဆိုပြီးတော့အတန်နဲ့တူစောင်းနဲ့ခေါင်းကသူ့နားကိုကြာလာပြီးအိမ်ရှိခန်းကဒကမာကြီးပြန်ပိတ်သွားသည်အတန်သာကြားလိုက်ရလေ။မောင်ဘိုးရင်စိတ်ထဲသူ့အားခေါင်းအုံနဲ့ဆောင်းကိုပြစ်ပြီးတော့လူကိုမကြေမနက်ဖြစ်ကဟာလူလိုပေးလို့မရဘူးလားဗျာထမင်းခူးပေးတာလဲခမည်းပဲမလား။မောင်ဘိုးရင်ကအခန်းကြီးဘက်ကိုကြည့်ပြီးတော့ပြောလိုက်ကအိမ်တောင်မှလိတ်ထားတဲ့ဖျားတစ်ချက်ကိုယူပြီးအိမ်ရှိခန်းမှာခင်းလိုက်ပြီးတော့အိတ်နေလိုက်တယ်။အိမ်ရင်းနဲ့ဘေးပတ်ဝင်းကျင်ကိုကြည့်လိုက်ပြီးတော့အာသိပြီဖျားစင်မရှိဘူးပဲအဲ့ဒါကြောင့်ငါစိတ်ထဲတစ်ခုခုလိုပါတယ်ထင်နေတာသူအီမြသာတွေးလိုက်လေတယ်သူတွေးတော့နေစဉ်အိမ်အောင်မှရှိတဲ့ဦးအောင်ရဲ့အတန်းကပေါ်လာပြန်တယ်ကောင်းလေးခြေထောက်တွေညောင်းနေသေးလားကွာညောင်းတာပေါ့ဗျာဦးအောင်လည်းဘယ်လိုပြောလိုက်ပါလဲအေးညောင်းရင်လည်းမင်းမသာမင်းခေါ်ပြီးတော့နှိတ်ခိုင်းကွာဘယ်လိုသွားခေါ်မှလဲဗျဟဲကောင်မတွေငါ့ကိုနှိတ်ပေးစမ်းလို့ဦးအောင်ကနှိတ်ခိုင်းတာလို့ပြောကွာဟာဦးအားနာစရာဗျာအားနာမနေနဲ့အဲ့ဒီကောင်မကြီးတို့ငါငွေတော်တော်ကုန်ထားတာဟာအေးဗျာအားနာတာမျက်နှာဦးအောင်ကြီးအဲ့တော့မျက်နှာမမြောင်ပစိုးလေးမျက်နှာအုပ်ထားလိုက်တယ်ဗျာဟာတကယ်ကောင်လေးကွာပေါက်ပေါက်ချာချာဦးအောင်ဒီမောင်ဘိုးတင်စကားကိုသဘောကျသွားရီမောနေပါတော့တယ်မောင်ဘိုးတင်ဒီကသူပြောသလိုပင်ပစိုးတုတ်ကလေးကိုဖြီလိုက်ပြီးပစိုးထရေကိုယူကာအိတ်လိုက်ပြီးတော့သူ့မျက်နှာပေါ်တင်ထားလိုက်သည်ပါဇက်မှလည်းဟဲကောင်မလေးငါချောက်ကိုလာနှိပ်ပြီးသမ်းသူ့နာကိုတယောက်မှမလာပါသို့တော့မောင်ဘိုးတင်ကနောက်ထပ်ပြောလိုက်လာနှိပ်ကြဟာဥုံနှိပ်ခိုင်းတာနော်မောင်ဘိုးတင်ကအဲ့ဒီလိုပြောလိုက်မှအိမ်ကြီးထဲမှာတခန်းထဲမှာရှိသောအခန်းမှာတကမာကြီးပွင့်တန်ကြားပြီးတဲ့နောက်သူ့နာကိုလမ်းလျှောက်လာနေတဲ့ခြေတံကိုကြားလိုက်ရပြီးမောင်ဘိုးတင်ရဲ့ခြေထောက်ကိုနှိပ်ပေးနေလေတော့တယ်မောင်ဘိုးတင်ကသူ့ဟာနှိပ်ပေးနေတော့သူဟာခမရလက်ကြီးကလည်းကြမ်းလိုက်တာဗျာမိန်းကလေးရောဟုတ်ရဲ့လားမောင်ဘိုးတင်ကစကားပြောလိုက်ပေမဲ့သူ့အားနှိပ်ပေးနေတော့သူကဘာမှပြန်မပြောအာတော်စိနာပိုင်မနှိပ်ပါနဲ့မောင်ဘိုးတင်ကအဲ့ဒီလိုပြောပြီးတော့မျက်နှာမှာအုပ်ထားတဲ့ပစုပ်ကိုခွာလိုက်ကနှိပ်ပေးနေသူကကြည့်လိုက်လေတယ်စပိန်ရှည်ကြီးမှာစုပ်ဖွာနေပြီးအမေအောင်ထမိန်ကြီးကိုရင်ရှားတာကသွေးရောင်မရှိတဲ့မျက်နှာမှာမျက်လုံးနေရာကမဲနဲ့နေပြီးတော့ပါးစပ်နေရာကိုအချီကျိုးဖြင့်တွဲချုပ်ထားတဲ့တရေတကောင်ကိုတွေ့လိုက်ရဟာတရေမရမောင်ဘိုးတင်ရဲ့စကားသံကိုကြားလိုက်ရတဲ့အခါဦးအောင်မှအိမ်အောက်ကနေလှမ်းអော်လိုက်လေတယ်ကောင်းလေလန့်သွားပြီလားကွာဦးအောင်ခမကျုပ်စားမယ်ဓမင်းကိုဒီအယူကိုခူးခိုင်းတာလားဗျဟုတ်တယ်လေကွာထွီအာတော်ဆိုးတဲ့ဘူးတော့ဦးအောင်ဗျာနောက်တခါမလုပ်ခိုင်းနဲ့ဗျာကျုပ်ယွန်လိုက်တာကြောင်လန့်ရပြီစားယွန်ရှာနေတော့မောင်ဘိုးတင်ပြောစကားကိုကြားပြီးနောက်ဦးအောင်ကလည်းသဘောကျသွားတဟာရီမောနေပါတော့တယ်အခန်းလေးမောင်ဘိုးတင်ဦးအောင်အိမ်ကိုရောက်တာတပတ်မြကြာသွားပြီဖြစ်လေတယ်ဘေးပင်ရွာသူရွာသားများသည်ကအံ့ဩစရာကောင်းလာတယ်ဦးအောင်အောင်လန်းပညာသည်ဆိုတာကိုသိတယ်သို့ပေမဲ့ခွဲခြားဆက်ဆံခြင်းမရှိပါကျောင်းရုံနေသည်လည်းမဟုတ်ပါဦးအောင်၏စီးနှင့်ကန်းနှင့်ပညာကိုအသုံးချမှုကြောင့်လည်းပါမီထင်ပါသည်ဦးအောင်သည်သူအားအတော်မခံမြတ်နိုင်ဖြစ်သောကိစ္စများဖြစ်မှဘေးပင်ရွာသားများကိုအောင်လန်းအတက်နှင့်တိုက်တတ်သည်တေဆုံးအောင်တော့ဦးအောင်မလုပ်ပေဦးအောင်ဒီမောင်ဘိုးတင်ဟာအတော်လေးဂရုစိုက်သည်မောင်ဘိုးတင်သည်လည်းအလိုက်သိတယ်လေတဲကိုအလုပ်လုပ်ရမည်လားဟုမေးတယ်ဦးအောင်ကမလုပ်ခိုင်းပြီထို့အတွက်ကြောင့်မောင်ဘိုးတင်ကထမင်းဟင်းချက်ကိုလုပ်ပေးတယ်ဦးအောင်ခိုင်းသမျှကိုလည်းတွက်လက်စွာလုပ်ပေးတယ်လေအလိုက်သိတတ်သောမောင်ဖိုးတင်ဟာဦးအောင်ကသားရင်းလိုချစ်ခင်နေပြီဖြစ်တော်တယ်ပေါင်းတက်သိနေသောမောင်ဖိုးတင်ဟာဘေးပင်ရွာကိုရောက်တာတလားပဲရှိသေးပေမဲ့အပေါင်းအသင်းများလည်းရနေပြီဖြစ်လေတယ်အခုလည်းမောင်ဘိုးတင်တို့ကလေးတတိုက်လောက်စလုံးလိမ့်နေကြတယ်ငါခေါင်းမဲစားမှာကွာဖိုးဖိုးကြီးရဲ့လက်ဘလောက်ဖြောင်းနေကြည့်လိုက်လူငယ်တယောက်ကလောက်စလုံးတစ်လုံးကိုကင်ပြီးတော့သူ့ကိုယ်သူအမိုးတင်ကပြက်လိုက်တယ်သူပြက်လိုက်တဲ့လောက်စလုံးဒီကအတန်းလိုက်ချထားတော့လောက်စလုံးကိုတစ်လုံးမှမထီတော့ခါလေကြီးတဲ့ဖိုးတွေးကွာခေါင်းမပြောနဲ့ဘိတ်တောင်မထီဘာဖိုးဖိုးကြီးတဲ့လက်ကန်းကြီးကွာကျန်သောကလေးများနဲ့လူငယ်များကဖိုးတွေးကိုခေါ်တော့အသက်15နှစ်ကျော်လူငယ်လေးကိုဝိုင်းပြီးတော့စနောက်နေကြတယ်အဲဒီကဖိုးတွေကတခါလေးတော့လွဲမပေါ့ကွာပြက်တိုင်းခေါင်းကြီးမှန်နေလို့ရှိရင်အင်းနေရရှုံနေကုန်ပြီးတော့ငါ့အိမ်လောက်စလုံးပြက်နေရှိနေမှာပေါ့ကွာသူတို့ရီလိုက်မောလိုက်နဲ့လောက်စလုံးလိမ့်နေတဲ့နေရာကိုမောင်ဘိုးတင်ရောက်လာတဲ့ခါကောင်လေးတချို့ကဘိုးတင်မင်းလောက်စလုံးဘယ်လောက်ပါလဲ100လောက်တော့ပါတယ်ကွာ10လုံးကြီးပြက်နေတာပါမလားဟိုကကိုဖိုးတွေးနိုင်နေအများကြီးပဲနော်ဖိုးတွေကိုလက်ညှိုးထိုးပြီးတော့ပြောလိုက်တဲ့ခါရွာလူကြီးသားဖိုးတွေကမိမ့်မိန်ကြီးလှုပ်၍ဂုံယူကွင်းကြွားနေပြီးတော့မောင်ဘိုးတင်ကိုကြည့်လိုက်က
ဘိုးရင်ရေမင်းကောလောက်စုံလေးအလုံးတရာတော့လှူလုံးမလားကွာကိုဘိုးရင်ကတော့လေကြီးတယ်ဗျာနှစ်ကွင်ပြစ်ပြီးရင်တန်ကြိုထိုးမယ်လောက်စလုံးကြီးဘလို့လဲအော်အဲ့ဒါတော့တန်ကြိုကပါမလာဘူးကွာပါတယ်လေကစားကြမလားငါမှလည်းဒိုးသီးပါတယ်ကွာဘိုးတွေအကြံအိုက်နေသည်တန်ကြိုကွင်းကိုမုံနေအောင်တိတ်မလဲတတ်သောဘိုးတွေရဲ့နိုင်ကွက်ကိုဖိုးထင်ကသိတယ်အဲ့ဒီကလေကြီးတဲ့ဘိုးတွေကိုအမြင်ကတ်တော်သူများကသူတို့မှပါတဲ့တန်ကြိုနဲ့ဒိုးသီးများကိုပေးလိုက်ကြတယ်ဘိုးတွေကိုဝိုင်းကြည့်နေတဲ့လူငယ်များကကိုဘိုးတွေကိုကြောက်နေရလားဗျာအာကြောက်စရာလားကွာတကွင်းလောက်စလုံးဘယ်လောက်ကြီးလဲပြောဘိုးတွေကအိတ်ထဲမှာလောက်စလုံးကိုကြည့်ကတကွင်းလောက်စလုံး90ကြီးဗျာဘလို့လဲလောက်စလုံးနှစ်ကွင်းလှည့်အောင်မလားမလှည့်ဘူးကွာတန်ကြိုပဲထိုးမယ်ကောင်းတယ်ဗျာလားတန်ကြိုကဘယ်နဲ့ကွင်းလဲတစ်ဖက်ဘယ်နဲ့ရောက်လဲကိုဘိုးတွေစိတ်ကြိုက်လို့ဗျာပြီးတာပဲကွာအားလုံးငါစီးတာဘိုးတွေက15ပေမြအကွာကိုရွေးလိုက်ပြီးနှီးတုပ်တစ်ခုနဲ့ဒိုးသီးထားမယ်နေရာကိုစကွိုင်းဝိုင်းလိုက်တယ်တစ်ဖက်နဲ့တစ်ဖက်အကွာဝင်းညီသေးဖို့တိုင်းရသည်စိတ်မှန်းနေဆိုရင်သူ့ဘက်ကျဲသည်ငါးဘက်ကစိတ်တည်နဲ့ငင်းခုန်ရသောကြောင့်နှီးသို့မဟုတ်တက်ကိုင်းတစ်ခုနဲ့အတိုင်းထွာလောက်ရလိမ့်တယ်ဒိုးသီးများကိုတစ်ဖက်5ခုထားလိုက်ကြတယ်ရှေ့ဆုံးမှာဒိုးသီးကိုခေါင်းခေါ်ကြတယ်အလေကဒိုးသီးကိုဘိုင်းမကြီးကိုခေါ်ပြန်ကဘေးတစ်ဖက်တစ်ချက်ကိုနှစ်ပန်ဦးခေါ်ပြီးတော့ဘယ်ဘက်မှဒိုးကိုဘယ်နှစ်ပန်ညာဘက်မှဒိုးကိုညာနှစ်ပန်ဦးခေါ်တွင်ကြတယ်အနောက်ဆုံးကဒိုးသီးကိုနောက်မီးကိုခေါ်လေတယ်ဒိုးသီး5ခုလုံးကိုတန်ကြိုခေါ်တော့တန်ကွင်းလေးများဖြင့်အကုန်မှန်အောင်ပြစ်နိုင်သည့်ဘက်ကအနိုင်ရလေတယ်တန်ကြိုထိုးအနိုင်စီကံလေးများရှိသေးတယ်ပေါင်းမရဆိုတဲ့စီကံဖြစ်တယ်ခေါင်းခေါ်တဲ့ဒိုးဤနောက်ကိုမြောက်ပြီးတော့ကြာလာတဲ့တန်ကြိုမှဒိုးများကိုထိမှန်ကမရပြီပေါက်ကြသည်ကိုခေါ်ကြတယ်နှစ်ပန်နှစ်ဖက်ကြံကပေါက်ပစ်လို့ရတယ်လို့ဒိုးတကူတည်းရှိရင်လည်းပေါက်ပစ်လို့ရလေတယ်ပေါက်ဆိုဒီမှာတန်ကြိုကိုလှည့်ပြီးတော့တဲ့ကြောင်ပြစ်ချင်းကိုစိုးလေးတယ်ကြေးလက်တော်ရများနေတော့ဒီကစားနည်းဟာခလေးလူကြီးလူငယ်မရွေးအားလုံးကစားကြတယ်အခုလဲမောင်ဘိုးတင်တို့လောက်စလုံးကြီးတန်ကြိုထိုးနေကြတယ်ဘိုးတင်ကပေါက်ပြရမှာတော်တယ်ဘိုးတွေဘက်မှာ2ယောက်ဘိုးတင်ဘက်မှာ2ယောက်တစ်ဖက်တစ်ချက်ရှင်ပြိုင်နေကြလေတယ်တန်ကြိုများကိုတားနိုင်ဖို့ဒိုးများနောက်မှာတက်သားတုံးလေးများခံထားကြတယ်ယခုကလေးများလူငယ်များကစားနေကြတယ်သူတို့ကစားပြီးတဲ့ကလူရွယ်လူကြီးများနေ့လည်နေကင်းကစားကြသည်မှာနေတိုင်းလိုပင်ဖြစ်တော်တယ်ကိုဘိုးတွေခမရတန်ကြိုကြီးကဂလန်းတော့မလဲဘူးလဲဒိုးမပေးဘူးနော်ဟုတ်တယ်ဘိုးတွေတန်ကြိုလဲအောင်ထိုးဟာဘိုးတင်တို့ကတန်ကြိုကိုတစ်ဖက်နဲ့တစ်ဖက်ကိုရီသွေးစီစကားများပြောပြီးတော့ထိုးနေကြတယ်ကြည်တာဒါညာကန့်လေးကွာယော့ဟာတကယ်အကန့်ဝင်သွားတယ်ဟာပြန်ကြည့်တာကွာဒီဟာတန်းထိုးလို့ခေါ်တယ်အာတန်းထိုးကဂျိုးမလဲဘူးမပေးဘူးဘိုးတင်မညစ်နဲ့နော်ငါအဲ့တိုင်းပဲထိုးတတ်တာဟာမရဘူးလောက်စလုံးကြီးကစားနေမပေးနိုင်ကိုဘိုးတို့ရအေးကွာမပေးနဲ့ပြန်ဆိုင်ကွာကိုဘိုးတွေကြည့်ထားလိုက်နဗန်လေးကိုပေါက်ပြမယ်ကြည့်တာဒါညာခန့်လေးရော့ဒီမှာပေါက်လေးထိုးပြမယ်စက်ကြည့်ထားလိုက်ဒီကတဖိုးကြီးလို့ခေါ်တယ်ဗျာဘိုးတင်အတန်ကစားနေလေတယ်သူပြောတဲ့အတိုင်းအကုန်ဟုတ်နေပြီဖိုးတွေမျက်နှာမှာတုံမှုန်နေပြီတပွဲရှုံးလို့မကျေနပ်ဖိုးတွေထပ်ပြီးတော့စိန်ခေါ်ပြီးဖိုးတွေလောက်စလုံးနေရာမှာနိုင်တာလောက်စလုံးလေးများကုန်ပြီဖြစ်တော်တယ်အဲဒီကဖိုးတွေကဘိုးတင်ကိုကုန်ပြီဘိုးတင်ဟာငါ့ကို20လောက်ပြန်ပြီးအောင်နွားချောင်းနွားချောက်ဖို့ကွာရပါတယ်ဗျာရော့ဒီမှာ30လူငယ်များကစားနေတုန်းသာတယောက်နဲ့တယောက်မခံချင်အောင်ပြောချင်းဖြစ်ကြတယ်ပြီးရင်လည်းတဲ့နေကြမြဲဖြစ်ပြီးတော့တယ်ငှက်ပြလဲအဖွဲလိုက်ကြွက်ထောင်လဲအဖွဲလိုက်မလို့ဘိုးတင်ပေးပင်ရွာမှာပြောနေလေတယ်သစ်စိန်ရွာမှာကတယောက်တည်းအထီးကျန်ခဲ့သည်မြပေးပင်ရွာရောက်မှအဖော်ပေါင်းများနဲ့ပြောရွှင်နေရစပားပေးပြီးတော့သူ့ဟာခေါ်ထားတဲ့ဦးအောင်ကိုစိတ်ထဲမှာတော်ပင်ကျေးဇူးတင်နေမိတော့တယ်ဟဲ့ကောင်လေးနောက်9ရက်ဆိုဘုံကထိန်တော့မင်းတို့လာခဲ့ကြအောင်ဘိုးတင်မင်းလည်းလာခဲ့မင်းတို့ရင်တော့ငါလာမခေါ်ရဲဘူးကွာစိတ်ထားပါကိုသားကြီးကလာခဲ့မယ်လောက်ဆုံးဆုံးထားတဲ့ဘိုးတွေမှဘိုးတင်ပခုံးကိုပုတ်လိုက်ပြီးဘိုးတင်လေးမင်းတန်ကြိုထိုးရမှာသာနိုင်မယ်ရွာကောင်မလေးတွေကငါ့ကိုအလေးပေးတာတော့မင်းမနိုင်ဘူးမလားစိတ်ဝင်စားပါဦးဗျာကျုပ်ကအခုမှ73နှစ်လဲဝင်တော့ကထိန်လေးကြမင်းကောင်အားကြနေမှာပါကွာကြည့်လိုက်ဤသို့နဲ့တယောက်ကိုတယောက်စားလိုက်နောက်လိုက်နဲ့အသက်16နှစ်နဲ့အသက်10နှစ်တွင်းမှာကလေးများရဲ့ကစားပွဲတီကယနေ့အတွက်ပြီးဆုံးလေပြီဖြစ်တော်သည်အခန်းကပေပင်ရွာရဲ့စုပေါင်းဘုံကလေးအဝင်လေးကိုရောက်ရှိလာပြီဖြစ်တဲ့ဘုံကလေးကိုဘုံကြီးကျောင်းနဲ့အတန်လှမ်းသောရွာ၏မူလာတန်းစာသင်ကျောင်းမှာလောက်ကြတယ်ဘိုးတင်လည်းရွာစာသင်ကျောင်းကိုအပေါင်းအသင်းများနဲ့တွားနေကြတယ်ကထိန်မှာဝင်လေးရလည်းထမင်းကျွေးတယ်ဝက်သားနေအချင်းငရုတ်သီးကြော်ကျွေးကြ၍ဘိုးတင်တို့ကလေးမကြလူငယ်မကြများဖို့ဟန်ဆောင်မှုမရှိအားရပါရလွေးနေကြတယ်ရွာမှာရှိတဲ့ကာလာသမီးလေးများက
ရောက်ချိုကိုကင်ထားပြီးတော့ဂျိုင်းခွက်ကြီးများလက်တစ်ဖက်ကဆွဲကဟေးလိုက်သူများကကာလာသားလေးများဖြစ်ကြပြီးထမင်းပကံများငေဦးသီးကြော်နေဝတ်သားဟင်းလိုက်ပေးသူများထဲမှာကာလာသမီးများပါပါတယ်ဘိုးတွေကကလေးသားသားလေးမလို့ဘာမှမလုပ်ဘိုးနေတို့နဲ့မျက်နှာချင်းဆိုင်ထမင်းထိုင်စားနေသူအားရွာထဲမှာကာလာသမီးကညာပြိုလေးများကတောသားပေမဲ့ရုပ်ဖြောင်းပြီးလူကြီးသားဖြစ်နေတာကြောင့်ဝတ်သားဟင်းပကံထဲမှာအသားလေးများရွေးကမောင်လေးစားတော့အသားပဲစားမောင်လေးထမင်းလိုသေးလားဝအောင်စားနော်မောင်လေးငူကြီးကျော်ဆက်လို့မစားနိုင်ငါ6ဘက်လေးပဲရွေးစားနော်မောင်လေးအော်ဆက်ကုန်ပါပြီခင်းဝေးရေလေးခတ်ပြီးပါကွယ်ဘိုးတွေကအကဲပုံနေကြသောရွာမမိမပြိုလေးများကမောင်ဘိုးတင်တို့ကိုတော့ရှိလေသည်ဟုပင်မထင်တခြားကောင်လေးများ၏စိတ်ထဲမှာဘာမှမဖြစ်ပေမဲ့မေးငေါ်ပြလိုက်မျက်စာပစ်ပြလိုက်လုံနေသောဖိုးထွေးကြောင့်အတော်ပင်ဘိုးတင်စိတ်ထဲမှာကတိကောင်ဖြစ်နေရလေထမင်းစားပြီး၍အိမ်သို့ပြန်နေစဉ်မှာဘိုးတွေကနောက်ကနေလိုက်လာပြီးဘိုးတင်ဒီတခုတော့မင်းကောင်မမီတော့ဘူးမဟုတ်လား10နှစ်ကြိုးစားကွာမောင်ဘိုးတင်ကဖိုးတွေကိုတေချာကြည့်က10နှစ်မဟုတ်ဘူးဗျာမလည်းပြန်အဲ့ကာလာသမီးတွေကျုပ်ကိုဂယူးဆိုင်စီရမကြည့်ထားလိုက်ဘိုးတင်အိမ်မလိုက်အောင်ကွာမင်းကလည်းကြည့်ဗျာမလည်းပြန်ကြတွေ့ကြတာပေါ့မောင်ဘိုးတင်ကစိတ်တူတူနဲ့အိမ်ကိုပြန်လာခဲ့လိုက်တယ်အိမ်ရောက်မှာတော့ဦးအောင်ကကုန်းကိုဝါပြီးတော့ထိုင်နေရမောင်ဘိုးတင်ဦးအောင်နားမှာသွားထိုင်လိုက်ပြီးအဘဟာကောင်လေးလူများလွဲနေသလားဘာလို့တော့ဗျာမင်းကဦးအောင်လို့ခေါ်တာပါကွာအခုမှအဘဘလို့ဖြစ်ရတာတော့အဘလို့ပဲခေါ်မယ်ဗျာအဘကျွန်တော်အဖေရင်တဲ့အများကြီးကျွန်တော်ပေါ်ကောင်းတယ်အေးခေါ်ခြင်းလို့သာခေါ်ပါကွာကျုပ်ကအဘလို့ခေါ်ပြီးဆိုကျုပ်တခုကူညီဗျာဟေးအဆန်းပါလားကဲပြောဘာကူညီရမလဲကျုပ်ကရွာကကာလာသမီးတွေအကုန်သဘောကျအောင်လုပ်ပေးဗျာဟေးကောင်လေးဘိုးထင်မင်းကတယောက်တောင်မဟုတ်ပါလားဟာတကယ်ကောင်ပဲအဘအောင်လန်းတက်တော့လုံနိုင်တော့ကျုပ်သိရဗျာလုပ်ပေးပါဗျာအိုးငါခဏတွေးလိုက်တယ်ပြီးတဲ့နောက်တစ်ချက်ပြုံးလိုက်ပြီးတော့လုပ်ပေးလို့ရတယ်ကွာအခက်ခဲတစ်ခုတော့ရှိတယ်ဘာအခက်ခဲလဲပါမင်းငါးစီတပည့်ခံပြီးတော့ဒီပညာတွေလက်ဆင့်ကမ်းငါအစီရင်လုပ်ပေးမယ်မောင်ဘိုးတင်ကတိတ်တောင်တွေးမနေတော့ပဲလုံးမယ်ဗျာမနှက်မြန်ကထိန်မီကာလာသမီးတွေသဘောကျအောင်လုပ်ပြီးတော့ဟာဒီကောင်တော့တကယ်ကောင်ပဲဟေးဟာဦးအောင်ကသဘောကျတာရီမောရင်ကဲကောင်လေးဒါဆိုအိမ်မော်လိုက်ခဲ့လားဘာလို့မလို့လဲဗျာဟာကောင်မင်းမဲအပြိုလေးသဘောကျအောင်လုပ်ပေးဆိုဟာတကယ်လားဝမ်းသာလိုက်တာဘာယာဟုတ်မောင်ဘိုးတင်ကဝမ်းသာအားရနဲ့ဦးအောင်တက်သွားရအိမ်ကြီးပေါ်ကိုနောက်မှတက်ပြီးလိုက်ပါသွားလိုက်တယ်အခန်း6ဦးအောင်ကအိမ်ကြီးပေါ်မှာတခန်းထဲရှိတဲ့အခန်းကြီးတကားကိုဖွင့်လိုက်ပြီးမောင်ဘိုးတင်ကိုခေါ်လိုက်တယ်လာကောင်လေးမင်းကငါးတပည့်ဖြစ်သွားပြီဆိုတော့ဒီအခန်းထဲဝင်ခွင့်ရသွားပြီမောင်ဘိုးတင်အခန်းကြီးထဲကိုဝင်လိုက်တာနဲ့အခန်းကြီးကဒကမာကြီးတစ်ပေါက်သာပါတဲ့အလုံးပိတ်အခန်းကြီးဖြစ်လေတယ်ကျွန်းသစ်များနဲ့ပတ်လည်လုံအောင်ကာယံထားတာကြောင့်ဒကမာကြီးဖွင့်ထားတဲ့နေရာမှာရတဲ့အလင်းရောင်လေးသာရှိလေတယ်ဦးအောင်ကဖျောင်းနိုင်ကိုထုံးလိုက်ကတပေါက်တည်းရှိတဲ့တကားကိုပိတ်လိုက်လေတယ်ဖျောင်းနိုင်မီရဲ့အလင်းရောင်အောက်မှာဂရင်တစ်လုံးနဲ့ဂရင်ရှိမှတစ်သားနဲ့ပြုလုပ်ထားတဲ့စင်ကြီးရှိကစင်ပေါ်မှာရှိတဲ့ပစ္စည်းများကိုတော့အနက်ရောင်ပိတ်စာကြီးဖြင့်အုပ်ထားလေတယ်အဲဒီနောက်ဦးအောင်ဟာအခန်းထဲခေါင်းရည်မှာရှိတဲ့တစ်သားစင်လေးမှာတင်ထားတဲ့ဈေးမင်းကြောင်စုပ်တံများအနက်စုပ်တံရဲ့ထိပ်မှာဝစ်လစ်စလစ်နဲ့သပင်ဖားရချထားတဲ့မိမတယောက်ရဲ့ရုပ်ထုပါတဲ့ဈေးမင်းကြောင်စုပ်တံအမဲကြီးကိုယူလိုက်လေတယ်အဘအဲ့ဒါဘာကြီးလဲဗျာမေးမယ်ကောင်မလေးတွေချစ်တာလိုချင်တယ်ဆိုအေးဗျာသူတို့သဘောကျရင်ပြီးတာပဲဗျာလှုပ်ချင်တာလို့ဦးအောင်ကမောင်ဘိုးတင်ကိုတမလင်းခွေထိုင်စီပြီးတော့အဲဒီနောက်အမဲအောင်ပိတ်စာကြီးကိုအနေငယ်ဖဲကားအဲ့ဒီစင်ပေါ်မှာအမဲအောင်ဆေးမင်းခွက်ကလေးကိုယူလိုက်ပြီးတော့ကဲကောင်လေးအင်းကြီးချွတ်နည်းနည်းနာမယ်နော်ရှားတယ်ဗျာကာလာသမီးတွေသဘောကျရင်ပြီးရောမောင်ဘိုးတင်ကသူ့အင်းကြီးကိုချွတ်ပြီးတော့ပြောလိုက်တယ်ကဲငါပဲလက်ဟုတ်ကဲ့ပါမင်းဘယ်ရွယ်တွေကိုသဘောကျစေချင်တာလဲကောင်လေးကျုံနဲ့မတိမ်မင်းနေပေါ့ဗျာဟိုလူကြီးသားဖိုးထွေးတဲ့နည်းနည်းကြီးတဲ့အမတွေဩကညာကလေးတွေကိုပေါ့တကယ်ကောင်ငါကလည်းအောက်လန်းဆရာမင်းကလည်းငါတပည့်ဆိုတော့ကဲမိုက်ကြတာပေါ့ကွာဦးဘုံကအမဲရောင်ဝေးလေးစလစ်နဲ့သပင်ဖားရချထားတဲ့အယုတ်ပါတဲ့စုပ်တံကိုလက်နှစ်ဖက်နဲ့ကင်လိုက်ပြီးတော့နဖူးမှာတင်လိုက်ပြီးပါဇက်မှာလဲမန်နန်တဲ့ဘုတ်ကိုခတ်တိုးရေရွတ်လိုက်ပြီးတော့မောင်ဘိုးထင်ရဲ့ရင်ဘတ်ပေါ်မှာစေးမင်စပြီးထိုးလိုက်လေတော့တယ်ကညာပီယဆိုတဲ့စကလုံးလေးလုံးသာထိုးခြင်းဖြစ်ပေမဲ့မောင်ဘိုးတင်အတော်ကိုနာနာကျင်ကျင်ခံစားလိုက်ရလေတယ်
ဆေးမင်းကြောင်ထိုးလို့ပြီးတဲ့အခါမှာဦးအောင်ကကွန်းတရားကိုဝါလိုက်ပြီးကွန်းသရေများနဲ့မောင်ဘိုးတွေရေမတ်မှဆေးမင်းကြောင်ထိုးထားတယ်ဆေးများပေနေတဲ့နေရာကိုမှုတ်လိုက်ပြီးကဲကညာမှန်သမျှတန်းတန်းဆွဲစီရောဟဲ့အဲဒီနောက်ကရင်ဘေးမှာအမဲအောင်ပိတ်စတစ်ထည်နဲ့ပေးချန်နေစီများကိုတုံပေးလိုက်တဲ့အခါကညာပိရဆိုတဲ့အမဲအောင်ဆေးမင်းကြောင်လေးကအထင်းသားပေါ်နေတော့တယ်ဦးအောင်ကအဒီစာလုံးလေးကိုကြည့်ပြီးကဲငါတပည့်မင်းကတော့ကညာလေးတွေရဲ့တန်းတန်းဆွဲဖြစ်ပြီးသားမှတ်တော့ဦးအောင်ရဲ့စကားကိုကြားတဲ့အခါမောင်ဘိုးထင်ကတစ်ချက်ပြုံးလိုက်ပြီးစိတ်ထဲမှာတော့တွေးကြပြီးပေါ့ကိုဖိုးထွေးရဟုတွေးနေလေပါတော့တယ်အခန်းခုနှစ်ကရင်ပွဲကြီးနေ့ကိုရောက်ရှိလာပြီဖြစ်တော့တယ်ကာလာသားကာလာသမီးများနဲ့ကလေးငယ်များကအဝင်နေ့ကလည်းမဟုတ်ပဲအဝတ်အစားတစ်တစ်လူလင်များဝတ်စားထားကြလိမ့်တယ်အဲ့ဒီထဲမှာမောင်ဘိုးထင်လည်းပါလိမ့်တယ်ဦးအောင်ကကထိန်နီးလာကလေးကမောင်ဘိုးထင်အတွက်ပစိုးအစ်ဝတ်စားတွေများဝယ်ပြီးထားလိမ့်တယ်ဝတ်စားတွေများဝတ်ထားကြပေမဲ့မောင်ဘိုးထင်တို့ဒီကလေးခွားနေလောက်စလုံးထည့်ထားသောလွယ်အိမ်များကိုမိဘများမယူခိုင်းသည့်ကြားကခိုးပြီးတော့ယူလာကြလိမ့်တယ်ဒီလိုနဲ့ထမင်းစားချိန်မှာမောင်ဘိုးထင်ကဖိုးထွေးရဲ့မျက်နှာချင်းဆိုင်မှာမရမကလိုက်ထိုင်လိုက်ပြီးကိုဖိုးထွေးဘလို့လဲဗျဘာလဲကွာဖိုးထင်ကောင်မလေးတွေမလာသေးပါလားဗျပရိသာပင်ဘုန်းကြီးကြောင့်လိုက်ဖို့နေလို့လေလာပါလိမ့်မယ်ကွာတိကြပြီပေါ့ဗျာယခုထမင်းကျွေးနေတဲ့သူများမှာအသက်20ကျော်အပြိုများဖြစ်နေ၍မောင်ဘိုးထင်တို့၏ပြိုင်ပွဲစီကအဖေမပေါ်ခြင်းဖြစ်သည်သူတို့ထမင်းတပကံကုံသွားချိန်မှာထမင်းကျွေးနေတဲ့အပြိုများမှနောက်မှရောက်လာသော10ကျော်သက်ပြိုကညာလေးများကိုမြင်တဲ့အခါကဲမိဘုံတို့မိသေးတို့ညီတို့ထမင်းကျွေးလဲရောက်ပြီငါတို့ကြောင်းရှိဖျားသွားလိုက်မလားကာလာသားကြီးများကလည်းအပြိုများနေရာရွှေသွားသည်နှင့်သူတို့၏မျက်လုံးများကအသက်18အထက်လူငယ်လေးများထမင်းကျွေးကူရန်မျက်စောင်းထိုးလာကြရာလူငယ်လေးများကလည်းခမတို့ကလည်းမျိုးပဲဗျာခုနကျွေးကူမယ်ဆိုညင်းနေပြီခုမှလာခိုင်းတယ်မလုပ်ဘူးဗျာအဲ့လိုတော့မလုပ်ပါနဲ့ညီလေးတို့ရာတလင်းခေါင်ခေါ်မယ်ကွာမင်းတို့ကြက်ကာလာသားနဲ့ပါကျွေးမယ်ကွာဟုတ်ပြီလားတကယ်တော့ခမတို့ယုံရတာမဟုတ်ဘူးတကယ်ပါကွာဟိုမှာတခြားရွာဧည့်သည်လာနေပြီထမင်းမကန်ချတို့သွားပြီလှုပ်လူကြီးများလည်းရွာမှအပြိုများထွက်သွားရာတရုတ်စကားပန်းပွင့်များရှိသောစာသင်ကျောင်းရှိမှဖျားလေးစီတို့ထွက်သွားကြလိမ့်တော်သည်မောင်လေးစားတော့အသားရီစားအယိုးရီပိုင်းမစားနဲ့တော့ကြားလားဟိုထမင်းမကန်တဲတဲ့ကိုမင်းဒီကိုယူခဲ့အောင်ဟိုမှာရွာလူကြီးဝိုင်းကိုပို့ရမှာနေရွာလူကြီးအရေးမကြီးဘူးမောင်လေးထမင်းလိုက်ဝဲမရှိတော့ဘူးဟာကြာပါလေအေးခင်ရဲ့နင်းသွားပြီလေဆန်းအေးကောင်မလေးများတယောက်ပြီးတယောက်မောင်ဘိုးထင်ကိုဂယုဆိုင်နေတာကိုမကြေမချမ်းနဲ့ကြည့်နေသူမောင်ဘိုးထင်နဲ့မျက်နှာချင်းဆိုင်မှာထမင်းစားနေတဲ့ဖိုးထွေးပင်ဖြစ်တော့တယ်မောင်ဘိုးထင်ရဲ့ဘေးမှာရှိတဲ့သူကြီးတငယ်ချင်းများနဲ့ထမင်းကျွေးနေသောကာလာသားပေါက်စားကလေးများပင်မောင်ဘိုးထင်ကိုကြည့်ပြီးတော့ငေးနေပါတော့တယ်ဒီလိုနဲ့မောင်ဘိုးထင်ကဖိုးထွေးကိုအနိုင်ယူလိုက်ကပြုံးပျော်နေပါလေတော့တယ်အခန်းရှိကရင်ပြီးဒီမှာတပတ်ကျော်ပြီဖြစ်လေတယ်ယခုမောင်ဘိုးထင်ဟာဦးအောင်ပေါက်ပေးတဲ့ PRC အစွမ်းကြောင့်ဒုက္ခပေးနေပြီဖြစ်တော့တယ်တခြားမြည်သည့်စိတ်မှမရှိဖိုးထွေးကိုနိုင်ချင်းသာလှုပ်လိုက်ရသည့်ကိစ္စကအခုမောင်ဘိုးထင်တော့ကိုဒုက္ခများနေရပြီတကယ်ချင်းများနေလောက်စလုံးလှိမ့်နေချင်းကညာပြိုလေးများရောက်လာပြီးတော့မောင်လေးဘိုးထင်မမတို့ထင်းခွေသွားမှလိုက်ခဲ့ပါဦးအာမလိုက်ချင်ဘူးညာကျုပ်ကစားနေမလိုက်လို့မရဘူးနော်ကညာပြိုလေးများကထင်းခွေသွားရမောင်ဘိုးထင်ကိုခေါ်သွားပြီးအပြန်ထင်းစည်းများကိုနောက်ဆိုမမကိုလှုပ်ကြွေးတော်ကိုပြောကြကထင်းများကိုကုတဲခိုင်းနေတယ်ဖိုးထွေးတို့ညနေတန်ကြိုထိုးနေချိန်ရွာလေပိုင်းမှာကညာပြိုလေးများရေအိုးများနဲ့ရောက်လာကရွာထိပ်ဘုံရည်ရင်းကိုခေါ်သွားပြီးတော့မုံများကျွေးကရေအိုးပင့်ခိုင်းတယ်မောင်ဘိုးထင်ဘုံတွင်းပေးမှအုတ်ခုံမော်တက်ရေအိုးပင့်ပေးနေရလိမ့်တယ်ရွာမှာကာလာသားပေါက်စလေးများကမောင်ဘိုးထင်ကိုဂျိုကြည့်လာရာဤဒုက္ခကိုမခံနိုင်သည့်ဆုံးအိမ်တို့ပြန်ပြေးသွားပြီးအဘဘာတုံးကောင်လေးကကျုပ်ကိုထိုးပေးတာစီပြန်ဖြတ်ပြီးတော့ဗျာမစွမ်းလို့လားဟာစွမ်းတယ်ဗျစွမ်းအစွမ်းလုံနေလို့ဟာမဖြတ်ပေးဘူးကွာမင်းငွေတောင်မြူပဲထိုးပေးထားတာ哦အဘမဖြတ်ပေးရင်ကျုပ်ကြွားပြန်မှာနော်အဲ့ဒီခါမှာဦးအောင်ကမောင်ဘိုးတဲ့ခေါင်းကိုပုတ်လိုက်ပြီးဖြတ်ပေးမယ်ကွာဖြတ်ပေးမယ်မင်းကငါတပည့်နော်ဟုတ်ပါတယ်ဗျာသိပါတယ်ဗျာအားဆိုမင်းနဲ့ငါခရီးထွက်ရလိမ့်မယ်ဗျာဘယ်ဟုတ်လဲဗျာမင်းတို့တစ်စိမ့်ရွာဘေးကအင်ဂျင်ရွာတင်းချိုင်းကိုလေဘာသွားလို့မှလဲဗျာမင်းကိုမကောင်းဆိုးဝါဖုတ်ထုတ်တာနဲ့တရေဘလို့ဖမ်းရတယ်ဆိုတာသင်ပေးမလို့ဗျာမောင်ဘိုးထင်ကဦးရဲ့စကားကိုအံ့ဩတကြီးနဲ့ကြည့်နေခြင်းမှာဦးအောင်ကမောင်ဘိုးထင်ရဲ့ကညာပီရဆေးမင်းချောင်းစီရင်ကိုဖြတ်ဖို့အိမ်မော်ကိုခေါ်သွားပါလိမ့်တော့တယ်အောင်လန်းဘိုးထင်နဲ့လက်ဦးစရာဝတ္ထုလေးကကြီးများတာပဲမကြမီမှာအောင်လန်းဘိုးထင်နဲ့လက်တွေ့သင်ခန်းစာဟူသောဝတ္ထုလေးကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါဦးမယ်ခင်ဗျဟုတ်ကဲ့ပါ
ဒီနေ့ကျွန်တော်မြန်မာ Ghost Story Channel ကနေအောင်လန်းဘိုးတင်ဇလန်းလေးတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အားလုံးလည်းကြိုက်ကြမယ်ထင်ပါတယ်ခင်ဗျဆိုတော့နောက်နေ့မှလည်းခုလိုပဲလာပြီးတော့နားဆင်အားပေးကြပါဦးဒီနေ့မှအချိန်ပြီးတော့နားဆင်ကြကြတဲ့ပရိသတ်များအားလုံးပဲကျေးဇူးထူးပဲတင်ပါတယ်ခင်ဗျာကျွန်တော်အန်ခင်မူပါ